ဆုံးသွားပြီတဲ့ဘယ်ဥက္ကဋ္ဌကြီးလဲအော်တီတာမလဲငါတို့ရွာရဲ့ဥက္ကဋ္ဌကြီးလေနေရလဲဘလို့ဖြစ်ပြီးဆုံးသွားရလဲဩခါတိုင်းလိုပဲဥက္ကဋ္ဌကြီးအိတ်နေတဲ့ထီမလို့သူညီမသွားတို့တာအဲ့တော့မှဆုံးနေမှန်းသိတာတဲ့မနေ့အောင်မလေးငါသူ့ရဲ့ရှာဖြတ်တော့လေဥက္ကဋ္ဌကြီးနေကောင်းလားဆိုလေနေကောင်းတယ်နေကောင်းလားဆိုတော့တုတ်ဆက်တာအကောင်းကြီးရှိသေးတယ်တနာပါတယ်ဟဲ့အဲ့ဒါဆိုရင်တော့ငါတို့ဒီလုပ်လေးပြီးမျက်လက်ဆက်တက်ပြီးသွားမှချင်းပဲနော်အိမ်တော့ခဏဝင်မယ်နော်ဝင်မယ်လေလုံးလုံးပဲလေငါတို့လည်းကုလို့ပဲငေါ့နေပေးအောင်တူမရဲ့အကိုကြီးမရှိတာငါအားငယ်လိုက်တာတူမလေးနဲ့နှစ်ယောက်တည်းချမ်းခဲ့ပြီအားငယ်လိုက်တာအားမငယ်ပါနဲ့ငါပန်းရွှေတင်ရဲ့ကျုပ်တယောက်လုံးရှိပါသေးတယ်ဗျာဘာပြောတယ်ကျုပ်တယောက်လုံးရှိတယ်လို့ပြောတာလေအော်မကျုပ်တယောက်လုံးရှိတယ်လို့ပြောအောင်ရှင်နဲ့ကျုပ်ကဘာဆိုင်လို့ဒီစကားပြောရလားအော်ဟိုဒီလိုလေဟိုရရေးရော်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဥက္ကဋ္ဌမရှိပြီမဲ့လေဟိုဘာမှအားမငယ်နဲ့ဘာမှမပူနဲ့လို့ဟိုကျုပ်တယောက်လုံးရှိလို့ပြောတာပါအဲ့ဒါကျုပ်ကရရေးရွတဲ့အားငယ်တာမှမဟုတ်တာကျုပ်တူမလေးတွေအားငယ်တာအော်တူမလေးတို့လည်းအားမငယ်နဲ့ကျုပ်တူတယောက်လုံးရှိတယ်တော်လေဟိုဒီလိုပါဟိုသူတို့လေးတွေကလေဟိုတရွာလေးနေကြတဲ့ဟိုလူငယ်တွေမလားပြီးတော့ဟိုတငယ်ချင်းတို့လည်းခင်နေကြတာလေဟိုအဲ့ဒီတော့ဟိုအကူညီလိုရင်လည်းအကူညီပေးလို့ရတာပေါ့အဲ့ဒါကိုပြောတာဟုတ်တယ်မလားငါတို့ဟုတ်ပါတယ်တော်လေးရဲ့ကျွန်တော်တို့တွေကတငယ်ချင်းတွေပါတော်လေးရဲ့ကျွန်တော်ရဲ့ဦးလေးကလည်းပြောပါတယ်ဥက္ကဋ္ဌကြီးစုံသွားပြီဆိုတဲ့သတင်းကိုကြားကြတဲ့ဒီရရေးရွာရေးတွေကတော့ငါပခိုးမဟုတ်ရောက်လာပြီလို့တဖွားဖွားပြောနေတာကျေးဇူးတင်ပါတယ်ရှင်အဲ့ဒီရရေးရွာရေးကိစ္စနဲ့ပတ်သက်လို့ကတော့ဘာမှမပူပါနဲ့ဘာလို့လဲဆိုတော့လေဘယင်သွေးပါမှာမင်းဖြစ်တယ်ဆိုတဲ့စိုးစကားလည်းရှိတယ်လေအဲ့ဒါကြောင့်မလို့ကျမအဖေဥက္ကဋ္ဌရဲ့လုံပုံကိုင်းပုံလုံနီးကန်ကြီးအကုန်လုံးကိုလေကျမတို့အကုန်သိတယ်ရှင်အဲ့ဒါကြောင့်မလို့ရရေးရွာရေးကိစ္စတွေကိုလေကျမတို့ကကျမအဖေကိုစားတာဝန်ယူမယ်ဆိုတာကျမတို့ချင်းချင်းဆုံးဖြတ်ချက်ချထားပြီးပါပြီရှင်စစ်စမာဟာနေဒါဟာဒီလိုရှိတယ်လေဟာဘလို့ပဲဖြစ်ဖြစ်လေဒေါ်လေးကကျတော့မိမသားဖြစ်နေတယ်မလားဟိုရရေးရွာရေးတွေဆိုတာရှုပ်ထွေးပါပြီတဲ့တချို့ကိစ္စတွေမှာမိန်းကလေးနဲ့ဘလို့တင်တော်မှာလဲဟောငါဦးလေးကျတော့အားကောင်းမောင်းတဲ့ယောက်ျားကြီးလေတချို့ကိစ္စတွေမှာမိန်းမတဲ့ဆိုလို့ရှိရင်အများကြီးအသုံးဝင်တာပေါ့အမလေးခင်မောင်ဝါရဲ့ဒီမှာရရေးရွာရေးမပြောပါနဲ့တိုင်းပြည်ကိစ္စတွေတောင်မှမိန်းမဆောင်လို့အောင်သွားတာနေအများကြီးပဲလေပြီးတော့မိန်းမတော်လို့ကြော်သွားတဲ့တိုင်းပြည်တွေလည်းအများကြီးပေါ့တယ်မလားအများကြီးမကြားဘူးလားဒီပြောအောင်လေအဲ့တော့လေဟိုနာရီသတင်းလာမေးတယ်ဆိုလို့ရှိရင်လေနာရီလေးပဲမေးပေါ့နော်တခြားအကြောင်းတွေတော့မပြောကြနဲ့ပေါ့ဟုတ်တယ်လေကျေးဇူးတင်ပါတယ်ဒီလိုပါတူမကြီးရဲ့ဟိုဦးလေးတို့ကလေဟိုတူမကြီးရဲ့အဖေအတူပါကိုစိတ်မကောင်းကြီးတော့နဲ့လာမရေးနဲ့မှအဲ့လိုစကားတွေကဆက်ပြီးရေးကုန်တာပါပြောလာပြီတရွာလုံးလေးစားယုံကြည်ရတဲ့ဥက္ကဋ္ဌတယောက်တော့ဆုံးရှာပြီပေါ့ဟေးလေဘုန်းကြီးတို့လည်းတစ်ချိန်ဒီလမ်းလျှောက်ကြရမှာပဲအဲ့တော့ဒေသူကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြပေါ့ဟိုဒါနဲ့တခုပြောချင်တာကဒီလက်လက်သွားတဲ့ဥက္ကဋ္ဌနေရာကိုအမြန်ဆုံးအစားထိုးဖို့တော့လိုပြီနော်ဟုတ်ပါဘူးဘာလို့လဲဆိုလို့ရှိရင်တို့ကအချိန်မီအဲ့ဒီလိုဥက္ကဋ္ဌကိုအစားမထိုးဘူးဆိုရင်ဟိုဘက်ရွာကဥက္ကဋ္ဌနှစ်ရွာတရွာအုပ်ချုပ်ဖို့အထက်ကတော့စီတင်ကြမှာပဲအဲ့တော့ဒီဇာပနာပွဲပြီးသွားတာနဲ့ဟိုရွာမှာလေးစားယုံကြည်ရတဲ့လူတစ်ယောက်ကိုရွေးပြီးတော့ဥက္ကဋ္ဌမြောက်ဖို့အမြန်ဆုံးစီတင်ကြတော့ဒီအချိန်ကတော့ယုံကြည်ချက်နဲ့လူစွမ်းလူစားပြဖို့အချိန်တန်ပြီပြရမှာပေါ့ဦးလေးဟာဒီအချိန်မပြဘယ်ရှင်သွားပြမလဲဟုတ်တယ်မှန်တာပေါ့ငါတို့ရာပြီးတော့သူရဲ့ကောင်းတို့ထုံနှလုံးမူရမယ့်ချိန်ဘလို့များနှလုံးမူမှာလဲ။အော်သူရဲကောင်းမှာဆိုမှတော့ဗျာ။စံနဲ့စံခံသိရင်ခံပေါ့။ဒါတွေမကသေးဘူး။စစ်တူကြီးမဟာဗန္ဓုလလို့နေသိရင်နေသေသိရင်သေပေါ့။အဲ့ဒါမင်းကလည်းကွာဟိုငါသေးမှတော့ဥက္ကဋ္ဌဘလို့ဖြစ်တော့မှာတော့ဦးလေးရလေလူသေးဖို့ပြောနေတာမဟုတ်ဘူးလေတချို့တွေကလူမသေးသေးပေမဲ့ဟောနာမည်ကစောစီးစရာသေသွားပြီတချို့တွေကျတော့လေလူသာသေသွားတယ်နာမည်ကမသေးဘူးဒါကိုပြောတာဦးလေးဆိုရင်ရောနာမည်ရွေးမလားလူရွေးမလားဟာနာမည်ရွေးပါဗောလူသေးပေါ့သေပါကွာသေပါဟုတ်လေဘာလို့ထောက်ခံနေကြတော့ငါတို့မင်းငါ့ကိုတေးကြီးခိုင်းလို့လားနော်တေးခိုင်းပြီပေါ့ဦးလေးရေကျွန်တော်ပြောတာလူအသေးခံရမလို့ဘူးအလုတ်ကိုအသေးခံပြီးတော့လုတ်ပြလိုက်ဒါကိုပြောတာဩ
ပြောဒီကတော့ဘဝင်ကြတော့ကွာဒါပေမဲ့ထုံးတန်တစ်ခုရှိတယ်ကွာဒီရွာမှာမကောင်းတာမဟုတ်တာလုပ်ခဲ့တဲ့ရွာလူကြီးမှန်သမျှစောစောစီစီသေးကုန်ကြတာကြီးပဲ အဲ့ဒါဟုတ်တယ်အဲ့ဒါဦးကျန်နိုင်အောင်ခင်ဗျာဒီစကားကိုတော့ကျုပ်ပြောမှဖြစ်တော့မယ်ဗျာဒီမှာကျုပ်အဖိုးကသကြီးဘတ်တဲ့နော်သူကသေသွားတယ်ဆိုပြီးမကောင်းတာလုပ်လို့သေသွားတာမဟုတ်ဘူးသဘုံကသနတ်နဲ့ပြစ်လို့သူခင်ဗျာသေသွားချတာ ဟုတ်ပါတယ်ဒါပေမဲ့အခုခေတ်ကြီးကလေမင်းအဖို့တကြီးခေတ်မဟုတ်ဘူးမင်းအသာနေစမ်းမကွာအသာနေစမ်းမ ဒီကိစ္စတကြီးကမှမဟုတ်တော့တာဘာဖြစ်နေလဲအတော်လေးနေစမ်းပါ ဟာဟေ့ဘာသာနေရမလဲကွာမင်းတို့ဘာကိဖြစ်ဖြစ်ငါအဖိုးကသကြီးကွာမင်းတော့ပြောရမှာပဲ ကဲပါဥပနေရဲ့ဥပနေရဖို့တကြီးဆိုတော့တရားလုံးသိပါတယ်ခဏလေးတာနေစမ်းပါ ဦးလေးဘာပဲဖြစ်ဖြစ်ဒီအချိန်ကလေအလုတ်ကတစ်လုတ်သမျှချစ် ဥက္ကဋ္ဌဖြစ်ဖို့အရေးကြီးဆုံးပဲဦးလေး မှန်နာဘောငါတို့ရာအခုအချိန်ကလေအလုတ်ကပြောင်းလုတ်သမျှကောင်းဥက္ကဋ္ဌလောင်းငါကိုသာအားပေးလိုက်ကြပါတော့ကွာ ဥက္ကဋ္ဌပြရမယ်ဥက္ကဋ္ဌပြရမယ်ဥက္ကဋ္ဌပြရမယ် ကျုပ်တို့ရွာမှာဥက္ကဋ္ဌဦးမန်းရွှေတင်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းဥက္ကဋ္ဌနေရာလစ်လပ်နေတယ်အဲ့ဒီလစ်လပ်နေတဲ့ဥက္ကဋ္ဌနေရာကိုအများဆုံးရွေးချယ်ပြီးတော့ကမတင်မြောက်နိုင်မှုဆိုရင်ကိုကိုရောရွာကဥက္ကဋ္ဌကနေပြီးတော့သူ့ရွာကိုကျုပ်တို့ရွာကိုပါနှစ်ရွာလုံးပေါင်းပြီးတော့အုပ်ချုပ်မှာဖြစ်တယ် ဟုတ်ပြီတော်ပြီရပြီကဲဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်အများဆုံးရွေးကောက်တင်မြောက်နိုင်မှုအတွက်ကျုပ်တို့ရွာကနေပြီးတော့ဥက္ကဋ္ဌနေရာကိုဝင်ရောက်ရွေးခံမဲ့လူစည်ရင်ပေးပါ ပြီးရစကြိုက်လို့ ဘယ်နာကြိုက်ရ ဘောင်းမီပါမှာပါကြည့်တာ ကြားတယ်မြအားလုံးပြန်ပြီတော့ဘောင်းဒီပါမပါကြည့်အောင်လို့ 这我就讲，我谁来着？我谁来着？我谁来着？ ပြောစရာရှိလို့ထားတာပြောစရာရှိလို့ထားတာခက်ခဲအဲ့ဒီလိလက်သွားတယ်လေကျမအဖေဥက္ကဋ္ဌရဲ့နေရာမှာကျမရဲ့တူးသီးသောအတော်ဖြစ်တဲ့ဟောဒီဒေါ်ပန်းရွှေတင်ကနေပြီးတော့ဥက္ကဋ္ဌလောင်းနေရနေဝင်ပြီးအရွေးခံမယ်လို့ကျမအစောတင်သွင်းပါတယ်ရှင် ဟုတ်ပြီဒါဆိုလို့ရှိရင်မပန်းရွှေတင်ကိုဥက္ကဋ္ဌလောက်နေရာမှာစီရင်မှတ်ပြီးနောက်ထပ်ပေးမဲ့လူရှိသေးလို့ရှိရင်ထပ်ပြီးတော့ပေးပါ ဆေးတယ်လို့ ကျွန်တော်ကသကြီးဘတ်တဲ့ရဲ့မြည်ဘတ်နေပါမယ် ကဲမင်းကပါလဲရွေးခံမလို့လား မဟုတ်ပါဘူးဘာလို့ကျွန်တော်ဥက္ကဋ္ဌရွေးမခံပါဘူးခင်ဗျကျွန်တော်ပြောချင်တာဒီလိုပါခင်ဗျဒီဥက္ကဋ္ဌရွေးပွဲမှာလာမယ့်ဥက္ကဋ္ဌနေရာအတွက်ဒီကမပန်းရွှေတင်ကအရွေးခံနေဆိုတော့အဲ့ဒါကိုကျွန်တော်ဂုဏ်ယူပါတယ်လို့ဒါလေးပြောချင်ပါ ကဲဒါပြင်နောက်ထပ်စီရင်ပေးမဲ့လူသူရှိသေးလေ အာခဏလေးပါခင်ဗျ တော့မင်းဘောင်းမိပါမထားနဲ့ ဒီလိုပါခင်ဗျ ကျွန်တော်ဦးလေးဦးကြံနိုင်အောင်ဆိုလို့ရှိရင်အားလုံးနဲ့သိကြတဲ့အတိုင်းပါပဲကျွန်တော်ရွာရဲ့ဂုံတည်ရှိသောရွာရဲ့ကာလာသားကောင်းပါခင်ဗျဟုတ်တယ်ဘယ်သူကပြောရွာဘက်ကိုဥက္ကဋ္ဌတယောက်လိုပြီဟုတ်တယ်အရွေးချယ်ခံရတော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်ရဲ့ဦးလေးဟာလဲဥက္ကဋ္ဌနေရာနေပြီးတော့ပါဝင်ရှင်းပြိုင်အရွေးခံသိတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ခင်ဗျဟုတ်တယ်အားလုံးကသဘောတူတယ်ဆိုရင်လက်ကုပ်တီးပြီးအားပေးကြပါတီးပါလိုက်လဲကျွန်တော်ကိုထောက်ခံအားပေးတဲ့အတွက်ဥက္ကဋ္ဌနေရာကိုဝင်ရွေးခံဖို့ကျွန်တော်စီရင်ပေးလိုက်ပါမယ် ဟုတ်ပြီဂျန်တိုင်းအောင်စီရင်ပေးပြီးတဲ့နောက်ပိုင်းမှာဘသူထပ်ပြီးတော့စီရင်ပေးဖို့ရှိသေးလေ မင်းကဘာလုပ်ဦးလို့ ဒီလိုပါခင်ဗျအခုဦးကြံတိုင်းအောင်ကဥက္ကဋ္ဌနေရာမှာအရွေးခံမယ်ဆိုတော့ကျွန်တော်အနေနဲ့ ဂုံယူပါတယ်လို့ပြောမလို့မလား မင်းကကွာဘုံပြုတ်ခြင်းလို့ပါလို့ဒါလေးပြောချင်တာ ဘသူစီရင်ပေးဖို့ကြံသေးလဲပြောရှိလေ ရှိတော့ပါမရှိတော့ပါ ရှိတော့လားဟုတ်ပြီစီရင်ပေးဖို့လူမရှိတော့ဘူးဆိုလို့ရှိရင်ဒီရွေးကောက်တင်မြောက်ပွဲနဲ့ပတ်သက်ပြီးလိုက်နိုင်ရမယ်စီကန်းတွေနဲ့ပတ်သက်လို့မြို့နယ်ကနေလာတဲ့ဥထွန်းလွင်ကနေပြီးတော့ရှင်းပြပါလိမ့်မယ်
ဟုတ်ကဲ့မဲဆွယ်စည်းရုံးတဲ့နေရာမှာဗနိုင်ပုတ်ထောင်ခွင့်ရှိပါတယ်နံပါတ်1ချက်အဲ့ဒီဗနိုင်ပုတ်ကိုထောင်တဲ့နေရာမှာလည်းတတ်မှတ်ထားတဲ့အရွယ်စားကိုပဲထောင်ခွင့်ရှိပါတယ်အဲ့ဒီဗနိုင်ထိုင်ထောင်တဲ့နေရာမှာလက်လာပါတစ်ခုခုကိုအသုံးပြုပြီးမဲဆွယ်လို့မရဘူးနံပါတ်2ချက်ကမဲဆွယ်စည်းရုံးတဲ့နေရာမှာတစ်ဖက်လူရဲ့လူမှုရေးကိစ္စအားနည်းချက်တွေကိုအခွင့်အရေးယူပြီးလုံးဝမဲဆွယ်စည်းရုံးလို့မရပါဘူးကျွမ်းမှာဥက္ခရာကြီးမရှိတော့ဘူးဆိုတော့မင်းနဲ့ငါနဲ့ဘဲကောင်ဇိုးလဲဆိုတာကိုဆုံးဖြတ်ဖို့အချိန်တန်ပြီကွာဟဲ့ဟာဘာလဲမင်းတို့ကကြက်တိုက်ပဲဆိုပြီးကြက်မတွေခေါ်လာဟဲ့လားဟဲ့မချမ်းမြန်အောင်လားအန်ဆန်ပွဲမကြည့်ဘူးလားအေး तू လာပြီဆိုလို့ရှိရင်သူ့နားမှာအားပေးတဲ့ဝန်းရံတဲ့လူတွေနဲ့စော်တွေနဲ့နော်အေးအဲ့လိုပဲငါကြက်ဖောက်လဲကြက်မတွေနဲ့ဝန်းရံတာပြောလဲသိမှာမဟုတ်ပါဘူးကွာတီးပြီးမရှိဘူးတီးပြီးမရှိဘူးမင်းကြက်ဖားလေကြက်မတွေဘယ်လောက်ပဲမျိုးအောင်ပဲကောင်းမို့ဒီမှာကျန်ရွှေနဲ့အတူမလားဟဲ့这个အစစ်ဝတ်တာကွာအတူကငါဆရာပဲဝတ်တာဟဲ့လေကျွမ်းတူတယ်စစ်ပဲဝတ်တာစစ်ပဲဝတ်တာကဘာပေါ်မှာငါချက်ကချမ်းသာဆိုဟာဟဲ့ငါချက်ကကဘာပေါ်မှာစော်ကြည့်ဆုံးချက်ကွာဟဲ့မင်းချက်တဲ့ငါချက်ကပုံမိုက်တယ်ငါချက်ပုံမိုက်တယ်ဟဲ့တောင်ပိုင်းဆိုကွာဟာမြောက်ပိုင်းဆိုငါဒီကောင်မင်းငါချားတယ်ချားတော့ဗျာချားတယ်ကွာဟဲ့မင်းလည်းငါဘယ်တော့ဇိုးစစ်လဲဆိုတာသိအောင်ချက်ချင်းမခွတ်တော့လူချင်းချမယ်အချိန်မရွေးပဲဟဲ့လုံးလိုက်ဆန်းဟဲ့အောင်လေဟိုကောင်ကြီးဂျိုးပြန်ထလာပြန်ပြီနော်ဟုတ်ပါဟဲ့နေဖေဥက္ကဋ္ဌစုံပြီးကြတဲ့ရလေရွာထဲမှာသူတို့အေးအေးလူမဲ့သူမရှိတော့ဘူးဆိုပြီးတော့ဒီကောင်ကြီးစိုးကျင်နိုင်စိုးတော့မှာအေးဟုတ်တယ်ဟာဟဲ့နေဦးဒီကောင်ကြီးကိုစီးယုံနိုင်လေငါတော့ဥက္ကဋ္ဌဖြစ်ဖို့အတွက်လေရွာထဲကကလာသားတော်တော်များပြန်မဲရပြီကျွန်တော်တို့ဘက်ကတရုတ်စစ်သူကြီးဇွန်ဇူးရဲ့ထုံးကိုနှလုံးမူပါဇွန်ဇူးဘာကောင်းလဲဩတရုတ်စစ်သူကြီးပါဆိုဟိုချက်ကြီးချမ်းတဲ့မျိုးတော်တယ်တာမီလမ်းပါငါတို့ပြန်ပြောတဲ့တရုတ်သူကြီးဘယ်သူဇူဟာချစ်တာအန်ကြတယ် तू ကဘလစ်ဇဂရီဆိုတဲ့နော် तू ကလျှက်စစ်ကဲ့သို့လျှင်မြန်စွာထိုးစစ်ဆင်ခြင်းငါတို့ကဓာတ်တိုင်တွေလိုက်ဆိုင်ရမှာဟာကြည့်လဲလို့ငါတို့ဘာတွေလိုက်ကုန်မယ်နော်ဘာတွေပြောနေရလဲဦးလေးဓာတ်တိုင်နဲ့ဓာတ်လက်တဲ့ကိစ္စတွေပြောနေမှာဒါဗျူဟာရဲ့နာမည်ဘလစ်ဇဂရီနော်ရန်သူကိုလျှက်စီးလက်တလို့လျှင်မြန်စွာထိုးစစ်ဆင်ခြင်းဘလစ်ဇဂရီအဲ့ဒါကြောင့်အဲ့ဒါကြောင့်ဒီဇွန်ဇူးရဲ့ထုံးကိုနှလုံးမူပြီးကျွန်တော်ကဒီနေ့ညာတွင်းချင်းမြို့တက်တော့မယ်ဟာကျိုးတွေတော့ပဲကွာဟလားဘာလို့တကြိုးရမှာမင်းကနေသားမကွာမင်းအဆန်းနေသားမဟေ့ तू ကဒီရွာမှာရှိတာလေမင်းကမြို့တော်ကြီးဘာလို့မှာတော့ပြေးရလေမြို့တက်တယ်ဆိုတာကျွန်တော်ကဗနိုင်သွားအပ်မှာဦးလေးအကောင်းဆုံးပုံကိုကျွန်တော်ကဗနိုင်သွားထုတ်မယ်ပြီးလို့ရှိရင်ရွာလဲကောင်မှာဗနိုင်ကိုထောင်ပြီးတော့ရွေးကောက်ပွဲတွေကိုမဲဆွဲရမယ်ဟာလက်ဘူးသူကပါကိုမေကြီးဟာမဘာလို့ဟာလားလာစဘူးအလားထူးလိုက်တာရီးစရာလည်းမကောင်းဘူးနဲ့ရီးနေပြန်ကဲအိမ်မတက်ဘူးမတက်တော့ဘူးပြောလိုက်တက်လေဟိုညတောင်တတိယနေဘယ်လိုလဲဟိုမောက်လေကျွန်တော်ဟိုစီဝေးရပြန်လာပြီးတော့လေအဲ့ဒါဟိုစိတ်ထဲကတော့မှန်းကြည့်နေဟောမှန်းကြည့်တာတော့အပေါ့ဘူးလေဥက္ကဋ္ဌဝင်အရွေးခံမဲဆိုတော့ဟိုအလုပ်တွေတော့များတော့မှာပဲလို့အဲ့ဒါငါဘာကူညီရမယ်ကောင်းမလဲလို့မှန်းကြည့်မလေးအစင်တက်လက်တာကူညီရမှာမပူနဲ့အမလီဘာကူညီရပြီရောဟိုလေအကူညီတောင်းမကူလာတာဘာကူညီရလဲဒီမှာတရွာလုံးကိုလေအလှဆုံးပြချင်တာဟာဘာသူပြမှာလဲကျမဟုတ်တယ်လေကျမလေဟမ်တရားလုံးကိုပြမယ်ဟုတ်တယ်ပြမယ်ဟိုဒီလိုမျိုးဒေါ်လေးရဲ့ပုံကိုလေဗနန်းလေးလှုပ်ချွန်လို့အဲ့ဒါကိုပူကြီးကမြို့ကိုခဏသွားနေမလားအဲ့ဒါမြို့တက်ပြီးတော့လေဟိုဒေါ်လေးရဲ့ပုံဗနန်းလေးလှုပ်ပေးပါလားလို့အဲ့ဒါအမြန်ဆုံးကိုလိုချင်တာနော်ဟောသိပြီအမလေး
ခက်ပါများလေလို့အဲ့ဒါများလွတ်လေးအကုန်လုံးပဲဗနိုင်ဟုတ်တော့ဘူးမလား ဟုတ်တယ်အားကိုရတယ် ညံကျင်နေဆိုအခုချက်ချင်းသွားပြီ ကဲအားကိုလိုက်ရတာ ဓာတ်ပုံပါလား ပါပေါ့ဒေါ်လေးနင်းနေကြည်သွားတယ်လမ်းမလေးလာတဲ့အချိန်မှာ ဟိုဓာတ်ပုံကနင်းပဲကောင်းတယ်ကျန်တဲ့အကုန်ပြတ် ဟုတ်တော့ပဲတို့လေတခြားပုံမရှိဘူးလား မရှိဘူးလေဒီတပုံတော့မလေးရှားပါမနဲ့ရှား ဟုတ်ပါပဲအချင်းတော့လည်းကတ်နေပြီအသေးရလို့လည်းမရတော့ဘယ်လိုလုပ်မလဲကိုပိတ်ကြီးကလုပ်ပါအောင် အာမမပူနဲ့ဟိုဗနိုင်အတက်စီမှာဒီဇိုင်းဆရာရှည်လေအဲ့တော့ဒီမျက်နှာကိုသုံးမယ်အောက်ကလှလှပပုံလေးတခုဆက်လိုက်မယ်ခန္ဓာကိုယ်လေးကိုဆက်လိုက်မယ် တူလိုက်တာ ကွန်ပျူတာနဲ့အဲ့လိုခိုင်းလိုက်မယ် ခန္ဓာကိုယ်လေးဆက်လှလှပါလေးဆက်တော့ ဟုတ်ပါအောင်ဆက်တော့ကျမတို့ ဆုံးဖြစ်ရ ကျမ မယ် ပြောထားတယ်နော်တရွာလုံးမှာအလှဆုံးဖြစ်ရမှာအလှဆုံးပြချင်တာနော်တရွာလုံး ဆုံးဖြစ်ရမယ်စိတ်ချ တူမဗတိုင်းမှာစာဘလို့ရေးမလဲပြောလိုက်ဦးလေ ဟုတ်တယ်အဲ့ဒါအရေးကြီးတာအဓိကမေ့တော့ဘလူးကန်ကောင်းတယ်ဒီမှာသူ့ကိုမှမရွေးရင်ဘယ်သူ့ကိုရွေးမလဲ အားကြောင့်ငါမပါပဲရှောင်းမသွားနဲ့အာရောက်နေဟိုမှာငါ့ရဲ့ပန်းဦးလေးပဲဟာဆရာဒါအချိန်ကောင်းမယ်ဟုတ်တယ်ဆရာလှုပ်လိုက်တော့ဦးလေး နင်ကဘာလုပ်တာလဲ ကိုယ့်ရင်ထဲမှာစုနေတဲ့ရင်နွေးအိုးလေးအကျိုးရှိသွားဦးလေးရဲ့အကျဉ်းသားကြီးထည့်ပြီးအချစ်ကော်ဖီပူတစ်ခွက်ဖြော်တိုက်ချင်လို့ပါ ဒီမှာနင်ကိုနင်ကနေဖြာတော့ ပန်းမဲခေါ်တော့မယ်ကွာမစိမ်းကားပါနဲ့ပန်းရဲ့ကိုယ့်ရင်ဘက်ထဲကိုစမ်းကြည့်စမ်းပါဒီရင်ထဲမှာဘလောင်နေစုပြီးကဘာတွေပြက်နေပြီကွာတော့များပါရဲ့မရဲ့ ဟဲ့ငါ့ဦးလွတ်လိုက်စမ်းဟဲ့ငါဆရာဦးလွတ်လိုက် ဘာအောင်မင်းဆရာဦး ဟဲ့အဲ့ဒါငါဆရာဦးကွာ ပြင်ထွက်သွားလို့သူပြင်ထွက်သွားတယ်လို့လိုက်လာတာ အဲ့ဒါပေါ့လား စိန်ကောင်းကြောက်ကောင်းဝယ်ခြင်းဆိုလို့ရှိရင်တရောင်းစားကန့်လန့်ပါလာ ဆရာစကပုံမားနေတယ်စေရုပ်တယ်တော့လှုပ်လိုက်ပါဆရာလေ ဟဲ့ဟာတို့စကားပြောဆင်ရင်ပြောနော်လူလောကကြီးမှာနောက်ထပ်9မိနစ်လောက်အသက်ထပ်ရှင်နေသေးတယ်ဆိုရင်ငါဥနဲ့လွတ်အောင်လေရှင်းတယ်နော်ကြည့်ပါဟဲ့မင်းခုစားလာတဲ့မနက်စာမင်းရဲ့နောက်ဆုံးမနက်စာမဖြစ်ချင်လို့ရှိရင်ငါရဲ့ပန်းနဲ့ဝေးနေလိုက်ဟဲ့ထပ်ပြောမယ်နော်ငါရဲ့ပန်းကိုကဘာပေါ်မှာရှိသမျှပန်းတွေထက်ပို့ပြီးတန်ဖိုးထားတယ်ကွာဟာငါပို့စိုးတယ်ကွာငါရဲ့ဦးထီလေမျက်လုံးမျိုးမျက်ဆိုင်မျိုးခံစားရတာကွာသဘောပေါက်လားချစ်လို့ကွာချစ်လို့သဘောပေါက်လားဟဲ့မင်းတို့လည်းငါတခါတည်းပြောလိုက်မယ်ဒီမှာဟဲ့အရင်မစုပ်သွားနဲ့ဒီနေ့လေအေးဒီမှာငါပြောရမယ်ငါဦးနဲ့ပတ်သက်လာရင်ငါဦးအတွက်ဆိုရင်ကဘာပေါ်မှာရှိတဲ့ဦးတွေကိုဖျက်ဆီးပြီးဖို့ဝင်မလဲဘူးကွာကဘာကြီးပေါ်မှာငါဦးပဲရှိရမယ်သဘောပေါက်လားဟဲ့မင်းအဲ့ဒါတော့လာမပြိုင်နဲ့တော့ဒါငါပန်းကွာဒါငါဦးဟုတ်တယ်ငါပန်းငါတို့ဆရာကျမနာမည်နဲ့လေရှင်တို့နဲ့တွန်းမှာတော်တော်ရုံမောက်ကောင်းနေပြီရှင်တို့ကိစ္စကိုရှင်တို့ရဲ့ရှင်သွားမယ်ဟုတ်လေပန်းဦးရနိုင်မခေါ်နဲ့ပန်းဦးဟာ ကြည်စမ်းကွာငါတူပြောတဲ့ဇွန်ဇူးထုံးကိုနှလုံးမူလိုက်တာဟင်အခုနေချင်းညချင်းဆိုလို့အကောင့်ထဲပေါ်သွားပြီငါတို့လက်ဦးမူရသွားပြီကွာ ဟုတ်ပါတော့ကြည့်ပါဦးကြက်တီရှိလိုက်တာချောလိုက်တာရေးထားတာလည်းကြည့်လိုက်ဦးလေအရွေးမမနဲ့နော်ဒီလိုလူမျိုးကရှားတယ်မှန်ပါဘူးဘယ်တော့မှအရွေးမမဘူးဒီတယောက်တည်းပဲရွေးမ ဩဒီမှာခမရလေခမရဩကတာရွေးခိုင်းတာလင်ရွေးခိုင်းနေတာမဟုတ်ဘူး ဒီမှာကိုကဘာရွေးရှားမရှင်းနဲ့ ကဲပေးကြကြီးခင်ဗျာကျွန်တော်ဦးလေးရဲ့ဓာတ်ပုံကအစီပြေရလားခင်ဗျာ လေဟိုမှာရေဆောင်ကြီးထိုးသွားတယ်ဟဲ့ငါ့ကိုကြာ ထားလိုက်ပါဦးလေးဟာစင်ပြူးမျက်နှာစင်မဲမကြည့်ဘူးဆိုတာဇက်ကပုံတော်ရှိသေးတာပဲရဘဒီကျင်ဘပုံထွက်ပန်းလေးချက်ပြုံးလိုက်တယ်မှာပြေးသွားတယ်တိတ်လဲလဲတဲ့ဒီတော့ကွေးသွားတယ်ပန်းလေးချက်ပြလိုက်တယ်မှာနှွေးသွားတယ်ကွေးတော့တဲ့ဒီတော့ကွေးသွားတယ်ဦးလေးဦးလေးဟေးဦးလေးဦးလေးဟေးဦးလေးငါရဲ့ပန်းဦးလေပန်းဦးဆိုတဲ့ကောင်မလေးအိမ်ထဲကနေအိမ်ပြန်ထွက်လာတော့ဆွတ်ထုတ်နေဆက်ထုတ်ရမင်းတို့ဘာလာလို့လဲဟာ
ငါပန်းလေးနားတော်တာဆင်မှုအတွက်ချင်းလာဆိုဟာဘာမြင်လဲလို့ဒီမှာငါဥလေးအတွက်အေးရင်လာကျူးတာဟာအေးကျူးတော့ဖုံးင်းပြန်ဗျာဟုတ်လေရွှေနတော်သွင်းအေးချင်းလေးလာတင်ဆက်လာဟာမင်းတို့ပြန်မင်းပြန်လာယောက်ျားလည်းမပြန်နဲ့နန်းဆိုကောင်းတော့မဟုတ်ဘူးမပြန်ဘူးမင်းပြန်မင်းတော့မင်းပြန်ဟိုဘယ်သူမှမပြန်နဲ့ဟိုကျွန်တော်တယောက်တက်လက်စီဖြောပြကြမယ်ဟာမရဟာမင်းငါရှိတဲ့ကောင်ကြာကြီးဆိုနေမလို့မလဲအတန်လေးတိုင်အောင်ငါမကြောက်ဘူးအဲ့ဒါဆိုဒီလိုလုပ်ဗျာတယောက်တစ်ချောင်းစီဆိုကြ တယောက်တစ်ချောင်းစီဟုတ်ပြီအဲ့ဒါမင်းရောက်ချောင်းတော့ဆိုဟုတ်ပြီပစ္စည်းသိစာသားတဲ့ချောင်းစီကိုဆိုမယ်ကိုပြောတာစာသားတဲ့ချောင်းစီဆိုဟုတ်တယ်ဒီလိုတော့မမြတ်တာဖြစ်သွားအောင်လို့မင်းကလည်းဗိုလ်ချတဲ့နဲ့လိုဟာမျိုးစုံစမ်းစီလိုက်စုံစမ်းစီငါနိုင်တယ်ငါဘာလို့လဲဒီနိုင်မှာဒီလိုစီဘာလို့လဲဒီလိုနိုင်တော့ကွာဆိုလိုက်ကဲရောင်းစားတီဝိုင်းစားပါမလားမနှောက်ရှက်နဲ့နော်မဟုတ်ကြော်ညာပေးတာလေနမကြည့်ကိုလက်ကိုတော့ကိုထားတယ်ကိုဆက်ဆွဲစမယ်ကိုဘာချပြီးတဲ့ကိုလဲငါမမရလားမဆိုနေနော်ရတဲ့နေရာဆိုတာဘာလို့ဟာရွေးဒီကောင်ဝါကိုလေဆဲလေနိုင်မောင်းဆဲဆဲချမယ်တေဝါပဲနားထောင်လိုက်ပန်းကိုငါကြိုက်တယ်ပန်းကိုပဲငါယူမယ်ရန်သူလာတယ်မှာအမတန်ဆိုးတာမီးသင်းလေဟုတ်တယ်လေဟာငါရှင်ထဲမှာချင်းမီးတွေတောက်လောက်နေလို့ငါချစ်သူလေးမီးမစော့နဲ့မီးမပေါ်စားနဲ့ဗလာပီတရီပေးတာမဆိုင်နိုင်ပါလာပြီနော်ဘာဖြစ်လဲကိုဆိုတော့ကိုဆိုဘာဖြစ်လို့ဆိုအောင်လားအဲ့ဆိုကိုပိုင်စင်းစားတာနဲ့ဆိုမလားမရတော့ဘာလဲစားတာရတယ်တာလားနာတော့ကြည့်လိုက်ကိုပိုင်တန်းစေးတယ်ဆရာကျူးလိုက်ပြီဆွဲပြလိုက်ဆရာငါစကောလာကျူခွေးနဲ့လူမတန်ဘူးမင်းကောင်တော့ထူနဲ့ထူခွေးနဲ့လာပြီလှုပ်လိုက်ဘူးဘာလဲဖချက်မသိဘူးလာပြီဘယ်ရရမလုပ်ပါနဲ့တော့ဘောတစ်ချင်းကိုဆိုလိုက်ပါရှားရတာပါရှားမလုပ်နဲ့တော့လာပြီပချအနူလက်နဲ့ရွှေခွန်းနိုင်အခွေပစကနတ်ကတော့မင်းပင်ကိုဒူလက်တော့လောဝိုင်းမပါလို့ချင်ချမယ်လေဟလောလိုက်လေဟေးအောင်လေချပါဘဒူကမမရွေးဘူးသူ့ကိုပဲရွေးမယ်သူ့ကိုပဲရွေးမယ်ဘဒူကမမရွေးဘူးသူ့ကိုပဲရွေးမယ်သူ့ကိုပဲရွေးမယ်မမမရွေးသူ့ကိုရွေးမယ်ဟာရွေးတာကြီးမဟုတ်ဘူးအမလေးတော့မဆွေနေရဲ့ခမရလေဥက္ကရာလောမှာမဘူးမင်းသမီးလောရမှာဆောင်းတကယ်ရှယ်ဖို့မောင်ဟမ်ကြည့်လို့အဆင်ပြေမလားကိုပုံကိုကြည့်မွဖြစ်နေရှယ်ဖို့လေရှယ်ဖို့တရခံသူပဲတော်လေးမသားကြီးသေချင်းစိုးကာလနာမွေပွဲကြိုက်အောင်ကြားမြတ်ပေါ့လမ်းမင်းသေးပေါ့ဘလို့ပြည့်လဲကျွန်တော်အရှာခွဲရလဲပုဂ္ဂိုလ်လေးအမမျက်နှာနဲ့အလားဆုံးဖြစ်မဲ့ထင်တဲ့အောက်ပိုင်းကိုရွေးပြီးတော့ဆက်လာတနာယူနာဘူးဟ
တိုင်းဝေဘယ်ပြန်လာ ဖုန်းကြောင်းอ่ะ နင့်တော်လေးမပါဘူးလား ဟဲ့ခမောင်မဘာလဲနင်ကငါတော်လေးကိုလေရွာထဲမှာအဆက်တကွဲအကျွေးနဲ့မျက်နှာနဲ့ရှောက်သွားမှာကိုမြင်ကျင်လို့လား နေရလဲဟာငါအဲ့လိုမေးတာမဟုတ်ပါဘူးသဘောရုပ်နဲ့မေးတာပါပြီးတော့အဲ့ဗနန်းကိစ္စလဲငါတို့လောက်တာဟုတ်မှမဟုတ်တာဟာနေရလဲ ဟဲ့အဲ့ကိစ္စကလေနင်တို့လောက်တာမလောက်တာငါမသိဘူးဒါပေမဲ့နင်တို့နဲ့ငါတို့ကပြိုင်ဘက်တွေလေအဲ့အတွက်ကြောင့်မလို့ငါတို့မတော်တဆရှုံးနေသွားတာဟာနင်တို့အတွက်အောင်မြင်မှုကြီးပဲအဲ့ဒါကိုငါကမကျင်တတ်တာခံမြင်တာသိလား တော်တိုင်းမို့ရနေရလဲဟာအဲ့ဒါတွေကအလုပ်ကိစ္စနဲ့ဆိုင်တဲ့ဟာတွေကိုတတ်ထားလိုက်စမ်းပါနေနဲ့ငါနဲ့ကြားရမှာတော့အမုန်းမပွားစမ်းပါနဲ့ဟာနေရလဲ ညငါပြောထားတယ်နော်ဖေတော့မှမမြဲဘူးဆိုတာအဲ့အတွက်ကြောင့်မလို့နင်ငါ့ကိုလည်းမမုန်းနဲ့တော့ဘာလို့လာမပြောနဲ့နော်ရှေ့လျှောက်တိတဲ့ပို့ပြီးစိုးအောင်ပါ ဟောလုတ်ပြန်ပြီဟာနေရလဲဘာမှပို့ဆိုးစရာရှိလို့လဲဟာ ဟဲ့ရှေ့လျှောက်ပြီးတော့နင်တို့ဘက်နဲ့ငါတို့ဘက်နဲ့ရင်ဆိုင်တွေ့ကြုံရပြဿနာတွေအများကြီးရှိသေးတယ်အဲ့တော့လေပို့ပြီးတော့မမြဲဘူးပဲရှိတယ်နားလေလားဟွန်းငါသွားမယ် ဟဲ့တိုင်းဝေ ဒါတက်မရိုင်းတာကွာဒါငါတို့စော်ကားတာကွာ ဒါတက်လောက်တာကွာဆက်စရာကောင်းလိုက်တာကွာ မရှက်ပါနဲ့ဦးလေးရာဒီဘုံဟာဦးလေးရဲ့ပုံဆိုတာဘယ်သူမှမသိတော့ပါဘူးဟိုရုပ်တရက်ကြည့်လေဂျပန်ကလာတဲ့စီလီကွန်ရုပ်မှလေးတိုင်းပဲဖားကျင်စရာလေး မင်းပြောင်းမတီးရလူအကုန်လုံးတီးကုန်တော့မင်းပြောင်းမတီးကုန်တော့မဒီမှာဒီပုံကလေတယောက်ယောက်ကရည်ရွယ်ချက်ရှိရှိနဲ့ကိုလာပြီးပြင်သွားတာဟုတ်တယ် တော်လေးဟေးမလီတော်လေးကြည့်ပါဦးအကိတ်ဟာသေးလို့ရင်ချီပထုံးမနီစလားဒါမျိုးပေါ်အကိတ်ကြီးဟုတ်ပါဟုတ်ပါ လေရုံးနေတာမတိုက်ရင်နေတယ်လို့ပဲဟေးဒီမှာဒါခမရလက်ချက်မလားဒေါ်ရွှေပန်းတယ်ဟေး ဘာရွှေပန်းနေလဲကျမနာမည်ပန်းရွှေဖက်နေဟဲ့ငါနာမည်တော့မှန်မှန်ကန်ကန်မခေါ်နိုင်မဲငါ့ကိုအိုးစွန်စာခွတ်စွန်စာဒါပြီးဆွဆွဲတွေပြောနေတယ်ဒီမဲ့ကျမဒါတွေစိတ်မဝင်စားဘူးနော်စိတ်မဝင်စားလို့လေကျမပုံဘလို့ဖြစ်သွားတယ်ဆိုတာအားလုံးသိတယ်နော်အဲ့တော့ဒါမျိုးလုပ်ဖို့နေနေတာလုပ်ဖို့စိတ်ကောမဝင်စားတာ ဟုတ်တယ်ကျမတော်လေးဝါသနာကုန်ပါဘူး စကားမဆက်တစ်ခုလောက်ပြောပြရစီရှင်လဲလေဥက္ခရမလုပ်ပဲမင်းသမီးလုပ်ပါလားလို့ ဟုတ်တယ် ခမရလုံးတင်တာခမရဒါကြောက်ကိုတက်ကလေးသားချရမလား မလဲတော့ကျမဘာကိစ္စကလေးစားချေရမှာလေကိုရွာသူရွာသားအချင်းချင်းကိုရွာတွေကလူတယောက်ရုပ်ရှင်မင်းသမီးဖြစ်သွားတယ်ဆိုကျမဂုဏ်ယူကြတာပေါ့နော်ဟုတ်လားကဲသွားလိုက်ပါဦးနော် မတိုင်ရင်နေတာဒါချောက်ရည် ဒီငါတို့တက်လာကလေးသားချတာဟဲ့ကဲမောင်ဘွားတိုင်းရုပ်ပြက်အခုချက်ချင်းဖြက်ပြက်ဖြက်သားမှာကွာ ဟုတ်တယ်ကွာရောက်နေဒါတက်စော်ကားတာဒီပနိုင်ကိုဖျက် ကြီးလိုက်တဲ့ထင်းလုံးကွာ ဆရာသားချင်းလုံးမဟုတ်လေတသားလုံးကြီးပြအကြီးပဲ ဘလို့ဘာလို့ပြေးရ ဟိုဆရာကဘာလို့လိုက်တာတော့ မင်းတို့ပြေးလို့ငါလိုက်တာလေဘာလို့ဟောတာလဲ အော်ကျွန်တော်ဟောတာဘယ်လိုမှန်းဆရာရဲ့ ဟဲ့တော်လေး ဒီတကြံတိုးလေးမြူကြနေဦးကျအဲ့ဒီဦးကျဒီတကြံတိုးလေးမြူကြနေဦးကျ ဟုတ်သားပဲဗျာဆရာလည်းမကြည့်မနိုင်နဲ့ကနေအယူကြီးရနာပဲအယူကြီးနဲ့ထူအာဆရာနောက်တာဆရာရဲ့နောက်တာပါဟုတ်လားသမီးဘာလဲပြော ဟိုဘာမှမပါဘူးဟိုမနေ့ညကလေဟိုပန်းဝင်ချင်မှနှုတ်ရမ်းဖြစ်ကြတာဆို ဟုတ်ပါပြီခမရအဲ့တော့အရေးကြီးမလို့ခမရဖေဥက္ကဋ္ဌတည်သွားပြီနော်ခမရဥက္ကဋ္ဌသမီးဆိုကြောက်ကကြောက်မှမထင်နဲ့ ဩအေးယူမလို့မဟုတ်ပါဘူးဟဲ့ချွတ်မလို့ပါ ဟဲ့ဘာလို့ချွတ်မ ပါကူညီမလို့ပါလို့ပြောတာ ခမရကြောင့်ကျုပ်သိရနော်ခမရကူညီလိုက်ရင်ဒုက္ခရောက်တဲ့လူတော်တော်များတယ် အဲ့ဒါဆိုခုချိန်ဆိုင်ဒုက္ခရောက်ပြီလို့သာအောင်မေးလိုက်တော့ ဘာဒုက္ခရောက်မှာလဲ ဘာဒုက္ခရောက်စရာမလိုဘူးအဆင်ပြေသွားမှလို့ပြောတာလေ ဘာလဲ မပြောမယ်ပြောတယ်လို့နားထောင်ပါဦးဟိုကလေဟိုပန်းကိုနေကြိုက်နာမလား ဟုတ်တယ် တကယ်လို့ပန်းနဲ့နေနဲ့အဆင်ပြေမဲ့နီးလန်းလေးများရှိရင်မလိုချင်ဘူးလား ပန်းနဲ့အစင်မြဲနီးအဲ့ဆိုတော့ယူမယ်အဲ့ဆိုယူမယ် အဲ့ဒါပေမဲ့အပေးယူရရှိတယ်နော်ပေးတော့ပေးမယ်ပေးယူရှိတယ် ဘာလဲပေးယူอ่ะ ပေးယူကတကယ်လို့ဟိုပန်းဦးနဲ့အဆင်ပြေသွားပြီဆိုလို့ရှိရင်နေငါအတော်မဲထည့်ရမှာနော် ဟုတ်ပြီရတယ် ပြီးတော့ဟိုနေမကောက်ဘူးနော်ဟိုနေကိုဖိမ့်ဖိမ့်တုံအောင်ကြောက်ရတဲ့ရွာတဲ့အကောင်နဲ့အကုန်လုံးကိုထည့်ခိုင်းရမှာ ဩရတယ်လေကျုပ်သာပန်းဦးနဲ့ကြိုက်သွားလို့တော့ခမရတော်တယ်မဟုတ်ခမရတော့ပါတရားလုံးကိုထည့်ခိုင်းလိုက် မပါဘူးလေ မပါဘူးလား မပါပါဘူး အေးမပါခမရတော်ပဲထည့်ခိုင်းလိုက်မယ် ပြီးရောမဲထည့်ရမှာနော် ဟောမဲပေါ့ဒီမြတ်ပါထည့်ရမှာလို့ အေးလေမဲပဲပြောတာပဲ ဟဲ့အောင်လေကြားတယ်နော်ငါနဲ့ပန်းဦးနဲ့ဆင်ပြေသွားရင်သူ့အတော်ကိုမင်းတို့အားလုံးထည့်ရမယ်
ထဲကြီးဘလို့အဲ့ဒီလေဘလို့ဟုတ်လေကျွန်တော်မဲထဲပါရောက်ရေးထားတယ်နဲ့ဆန်နဲ့ထဲမယ်ဟုတ်ပြီနော် ကဲလာစမ်းပါ ဆရာတို့ အော်ရုံစမ်းပါရုံစမ်းပါ သူကအပန်းဦးနော်အဲ့လေ တေချာပေါက်လုတ်ပေးမယ်အရမ်းမှန်တော့မလီ အဲ့ကောင်မလေးရတယ်မမဲထဲမှာနော်ကျုပ်တမေ တကယ်နော် အာကျုပ်တမေတွေပါထဲခိုင်းမှာ ကျမတို့ထည့်ရမှာ တကယ်ထဲမှာ ပြီးရောကျင်နဲ့တယ်လာ ဟာဟဲ့တာတိုင်းမွေးနဲ့တိုးလေ ဆရာ ဘာလို့လဲမသိဘူးဟမ် ပြီးရင်သွားမိမယ်ကွာလာ အနေလို့ဟဲ့ ဘာတော့ ဒါထူးခြားနေလာကိစ္စရှိလို့လာတယ်ထင်တယ်။အော်ကိစ္စမရှိပဲခင်ဗျားရင်ဘသူကအလေးလာလိုက်မှာတော့ဒုက္ခပဲ။ဟဲ့ကောင်ငါလို့အတော်တကအတော်ဆရာဖို့မလေးမစားမလုံးနဲ့။အိုးလက်ဆက်တတော်ရွာထဲမှာစူပူတောင်းချမ်းနေတဲ့ကောင်းလေးကိုဟဲ့လူလာပြင်းတော့ပြန်လို့စံပြုတ်တော့ရမယ်။ကျုံနေမယ်တိုးလေးရွာထဲမှာပင်နိုင်စိုးတင်းချင်းစိုးပြောရမယ်။ သူလေးဘလို့ပြောလိုက်တာလေစိတ်ကိုထိတ်မှာဒီမှာနင်းနဲ့ပန်းဦးနဲ့အစင်ပြူကအဓိကဆရာဖို့ပဲလေ တေချာလို့လားဟာတိတ်တေချာတာဗောတိတ်တေချာတာဗောဆရာဖို့ရဲ့အစီအစဉ်ကြောက်ညားတော်တဲ့ဇုံလေးအများကြီးပဲဘာလို့လဲဟာဘယ်သူမှလဲမဲလုံးနဲ့ဂျဲလီမိညောင်နဲ့ပူစီဂျက်မနဲ့ခုတ်ချတလိษံနေကြီးပဲလေဟုတ်တယ်အဲ့လိုအသိဉာဏ်မဲ့တဲ့တလိษံတွေကိုတောင်မှစွန်သွားအောင်လုပ်တဲ့ဆရာဖို့လေလူသားတွေကိုမဆိုးထားနဲ့ဒီမှာမင်းအဖေနဲ့အမေတောင်မှငါရဲ့အစီအစဉ်ကြောက်ညားတော်တာကွာတွေ့လားဟာမယုံရင်မေးပင်နဲ့မေးကြည့်အော်အဖေနဲ့မေးရသေးတယ်ကြာပြီလေဗျာတေသွားလို့ပြောတာလေဟာခမရဘာစကားပြောနေကြုံတုံးပြီးတော့မနော် โอเคပါမဆိုင်တာလေးရှောက်ပြောမနေစမ်းပါနဲ့လူရင်းကိုအဓိကထားပြီးပြောစမ်းမှာတူးလေးရဲ့ကဲပါဂျားတဲ့ပဲပြောလိုက်ပါမယ်ဆရာဟိုအဓိကကလေတူးလေးရလေဟိုသူမျက်နှာပွင့်မှုအတွက်ပီယာစီလေးလိုချင်တာဆရာရဲ့ ပီယာစီလိုချင်တယ်ဆိုတော့မင်းကတတ်တိရှိလို့လားတေးကျုပ်ကိုတတ်တိကြောင်လာမလို့ကျုပ်ကိုတတ်တိကြောင်၄ယောက်လောက်ကိုစိန်ခေါ်ပြီးချရတယ်ခုချပါမလို့ချပါနဲ့ကွာအဲ့ဒါလို့ထိုးတယ်စိန်ခေါ်တာပြောတာမဟုတ်ဘူးကွာမင်းကပီယာသေးလိုချင်တယ်ဆိုဟုတ်တယ်အေးအဲ့ဒီတော့မင်းကိုယ်တိုင်လုပ်ရမယ်လို့ငါပြောပြမင်းလုပ်ရမယ်အလုပ်ကလေမတာတလောင်းကိုညနဲ့တကောင်ရမှာမင်းကိုယ်တိုင်တနခါလူပြီးတော့လူပြီးသားတနခါကိုပြန်ပြီးတော့ချစ်ယူရမယ်တခြားလူခိုင်းလို့မရဘူးနော်မင်းကိုယ်တိုင်လုပ်ရမှာမတာကြီးလား โอ้ကဲကတူးလေးရဲ့မသားကြီးလားလို့မနေနဲ့ဟိုနင်းနဲ့ပန်းဦးနဲ့နီးစပ်ဖို့ကအရေးကြီးတယ်လေတို့ချက်ပန်းဦးသူများတော့ပါသွားလိမ့်မယ် ကျုပ်ကလူသားမကြောက်တာတေးရတော့ကြောက်တယ်ဗျဟိုတခြားနီလမ်းမရှိတော့ဘူးတခြားနီလမ်းမရှိဘူးလွန်ခဲ့တဲ့3ရက်လောက်ကရွာပြေမှာပိုးထိပြီးရွာတွေကိုပြန်သွင်းမရတဲ့အစိမ့်တွေအလောင်းကြီးတစ်လောင်းရှိတယ်အဲ့ဒါဒီညမင်းသွားလောက်ရမယ်ဘာဒီတော့ပြရစေလို့မလို့ဟာဟုတ်တယ်အဲ့ဒါကြောင့်မို့သတင်းကြကြချင်းမင်းတို့ငါလာပြောပြတာ ကွာတော်အကြံပတ်ဆက်တဲ့ကောင်ပဲခွေးချင်းနဲ့ ဟဲ့လေအဲ့ခွေးချင်းဆိုတာထက်ကိုပိုဆိုးသေးတယ်ဟဲ့ရဒီအကြံကိုဒီကောင်တွေလက်ဦးသွားလို့ရှင်မင်းတို့အမြဲတမ်းနိုင်တော့မှာနော်အပြတ်တက်ကိုနိုင်တော့မှာမင်းစဉ်းစားရတာ ဟုတ်တယ်ဒီကောင်လုံးဝလက်ဦးလို့မဖြစ်ဘူးလုံလုံ ဟာနေဦးဘယ်တော့ဒီဘာလုပ်မှာလဲမင်းက ဟုတ်သားပဲဟုတ်ငါဘာလုပ်ရမလဲ နီလန်ရှိတယ် နီလန် ငါပြောတဲ့နီလန်တိုင်းကိုမင်းတည်တည်ကြလုပ်မယ်ဆိုရင်ဒီကောင်တွေထက်အကြံလက်ဦးသွားမယ်ဒီကောင်တွေအကွက်နဲ့ဒီကောင်တွေကပြန်ခံရမယ်ဒါပဲ ကျေးဇူးပဲကွာငါနဲ့နီလန်ကိုပြော ဒီနေ့တော့ပြောလို့မရ ဟာ အပီးယူရှိ ကဲဘာလုပ်ရမှာလဲပြော1000လား2000လား ဟဲ့အောင်ဟောငွေကြီးကိစ္စကြီးလာပြောနေငါစိတ်မဝင်စားဘူးဒါမှရငါလိုချင်တာမင်းနာမည်ကိုပြောလိုက်တာနဲ့တုံနေအောင်ကြောက်ရတဲ့ကောင်တွေကိုငါဦးလေးကိုမဲထည့်ခိုင်းနော်ပြီးလို့ရှိရင်မင်းတို့တပီသားစုလုံးလေငါဦးလေးကိုပဲမဲပေးရမယ်အဲ့ဒါဆိုရတယ်မင်းဦးလေးဥက္ကဋ္ဌဖြစ်ပြီလို့သာမှတ်လိုက် အဲ့ဒါလူချင်တာအဲ့ဒါကိုပဲလူချင်တာ တို့ရွာမှာပွဲတော်လောက်ရလိမ့်မယ်ဘလို့ပွဲမျိုးလောက်ရင်ကောင်းမယ်ဆိုတဲ့ဥစားမင်းတို့ကတိုင်ပင်ကြတော့ပါနော်နတ်ပွဲလည်းကောင်းတယ် ရုပ်ကွာနတ်ကတော့ရုပ်နဲ့နတ်ကတော့မလုပ်ပါဘူးနတ်ပွဲမလုပ်ဘူးဘလုံးမလုပ်မယ်နော် ဘာမကောင်းဘာလို့မဲငါတို့ယောက်ျားလေးပဲခိုင်းတယ်
မင်းလေးတယ်လို့ရဘယ်လို ရိုးသမီးဘောလုံးပဲရှဲ့လေ ရှိတာပဲယောက်ျားလေးတော့ဘယ်လိုကန်လို့ရပါလဲယောက်ျားလေးလည်းပြန်လို့ရမယ်မိန်းကလေးလည်းပြန်လို့ရမယ်ချောလိုက်တက်မယ်ဟုတ်သားပဲဟိုကျမတို့မိန်းကလေးတိုင်းထမင်းကိုခေါင်းကြိုက်ပြီးတော့တိုင်းကိုဖတ်တာမလားမကန်းဘူးလေဘာတာပေါ့လေဒီမှာပြောမယ်နော်ရွာကလူကြီးလူငယ်တွေလည်းပြောလို့ရအောင်ဆရာတော်လည်းစိတ်ချမ်းသာအောင်အမှုပညာလည်းပါအောင်အေးအင်ကျူပြိုင်ပွဲလုပ်မကောင်းဘူးမင်းပေါက်ရတယ်ဘာရှောက်ပြောဆရာတော်ကကျမ်းမာရေးကောင်းတာမဟုတ်ဘူးကဲတော်ပြီတို့လောက်ရမယ်ပွဲကရွာပရိသတ်ကပွဲလောက်ရမယ်အဲ့ပရိသတ်ကပွဲလည်းရိုးလုံးလို့မရဘူးမြိုင်ဆိုင်ဖြစ်ဖို့လိုတယ်အဲ့ဒီလိုမြိုင်ဆိုင်ဖြစ်ဖို့ဆိုရင်မောင်ကြနိုင်အောင်နဲ့မပန်းရွှေတင်တို့ကဦးစီးပြီးတော့လောက်ရမယ်ပထမဦးဆုံးတင်ဆက်မှာကတော့ကျွန်တော်တို့ရွာရဲ့အလှပကင်းများကုန်းမကြီးအမျိုးသမီးများရဲ့မေလာတသိရဲ့ရေခတ်စင်းဆိုတဲ့အကပဒေသာလေးကိုရှုစားတော်မူကြပါခင်ဗျာငါဘက်ကလည်းမင်းသမီးထုတ်ပြမယ်ကွာအခြေသတင်းကြီးအထွေထွေနဲ့ဒီဘက်ကရွှေမင်းသမီးနှစ်ပွေ please come here wagon
ကဲတော်ကြပါတော့ဟဲ့နင်တို့ကလည်းဒါတို့ရွာရဲ့ဒလေးပဲရွာအပြင်မှာဆုံးတာရွာထဲပဲလို့ခေါ်လို့ရမယ်ကဲမနေ့နင်တို့မြေချတဲ့အတွက်ဆွနေပါချက်အောင်မှာမလားပြန်ညငါဒီမှာသူတို့နဲ့စောင့်နေမယ်တောက်ရမလို့ကျွန်တော်စောင့်ရနော်ဆရာနော်ကျွန်တော်တို့ဘေးမှာရောပါကိုပင်သာကိုတော့ငါအားချောက်လို့ဒီနည်းလေးတစ်ခါတော့ပြန်အောင်မတော့ပါနဲ့မဟုတ်ဘူးဘယ်လိုမြင်နေမဟုတ်ဘူးဘယ်လိုပေးစမ်းပါကွာအားချောက်နေလို့ပြောနေတယ်ဟုတ်ကဲ့ရက်ဟာမသားဆောင်တဲ့ကောင်တွေကအကုန်လုံးမူးပြီးတော့အိပ်ပျော်ကုန်ကြပြီဟာဒုက္ခပါပဲကွာမင်းတနခါကိုကူချစ်ပေးနေဟဲ့ငါလိမ့်ထားတာကွာဩငါတော့ယူမဲဘာဖြစ်လို့လဲကွာတော့ကြောင့်နိုးတော့မမြင်လို့တော့ဘာနိုးမှမလဲရှောက်ပြောနေတယ်ချစ်ဟုတ်ပြီလက်ခွက်အေးရမင်းတော့ရောငါအကုန်မြင်သွားနေပြီအေးရပြီဟာတိုးလေးငါကြောက်တယ်တိုးလေးငါကြောက်တယ်ငါပိုင်တော့မှပူလွေးလာတယ်ရောတရားမလားမသိဘူးနော်ရောတရားမလားဆူနေတယ်ငါတိတ်တော့တာမေဝါအမလေးဆရာညနေခေါ်ဖမ်းတယ်လေ။အော်ဆရာရဲ့တကြတော့မကြသေးဘူး။ရေပြုတ်တက်ကြီးတယ်ဘာဖြစ်နေတာတော့။အေးဗျာဆရာလည်းပေါ်တော်နဲ့ဒါဘာပေါ်မှာတော့မဟုတ်လေပေါ်တော်ကြီးလုံးနေတယ်ဒါပေါ်တော်မဟုတ်ဒါငါ့ရဲ့မဟာမဟာအကြံစီတော်ကြီးငါညဆရာခိုင်းတဲ့အတိုင်းပီယာဈေးသွားယူလာတယ်အဲ့ပီယာဈေးကိုဖြော်ပြီးထဲမှာထည့်တာအဲ့ဒီပီယာဈေးတက်နှခါကိုလက်နဲ့တို့ပြီးဥကိုတွားတို့လိုက်ငါပြဿနာတက်မှာပေါ့အခုဝေးကနေလမ်းပြီးတော့ရွတ်လိုက်ရင်ပြီးသွားပြီလေအကျပိုင်လိုက်လားဆရာရဲ့နင်းဆရာပဲလေကွာအဲ့လိုမဟုတ်ပါဘူးကွာအဲ့လိုကြီးလည်းမဟုတ်ပါဘူးဒီတော့ငါလုံးမဟုတ်အဲ့လိုမဟုတ်ဆိုစကားမပြောနဲ့ငါချာဒီတက်ကုန်းနဲ့အကြံဉာဏ်ကြီးအများကြီးရှိတယ်မပြောနဲ့မပြောလေတော်ဘာမှပြောလိုက်ဘူးဆရာနော်ပြောတယ်ဆရာ तू ပြောတယ် तू မေးနေရဆရာ तू မေးနေရဆရာလောကလေးတွေကွာပြောတယ်ပြန်ငါရဲ့အခုလိုမဟာအကြံစီတော်ကြီးကိုဟိုဘက်ကခပ်ပိန်ကောင်သိမှာမဟုတ်ဘူးသူဒါမျိုးကြံလာမှာမဟုတ်ဘူးသူသွားတွေ့ရင်ပိုင်းခံမယ်ငါပြောလိုက်ပြီးသွားပြီအဲ့ဒါပဲတို့ဆရာဒါဘာဒါလေမရိုင်းလိုက်ဒီပါပြီကွာမရိုင်းလိုက်လားကိုဆရာကိုကောက်လို့ပြောရလားယူနေလို့ပြောရလားဟမ်ရောမရိုင်းလိုက်လားမတော့ပြောတာမဟုတ်လေဆရာဟုတ်လို့ခံနိုင်ပြီကျွန်တော်မခံနိုင်ဘူးဆရာကျွန်တော်မခံနိုင်ဘူးဆရာဟုတ်ပါဘာလို့သူပြောနေတာမခံနိုင်တာပါဆရာလုံးလိုက်သေးတော့မယ်မင်းသေးတော့မယ်မင်းဟာဆရာဟိုမှာဥထွက်သွားပြီဆရာဘယ်လိုဖြစ်လို့ထွက်သွားလဲအဲ့ဒါကိုပြောတာမဟုတ်ဘူးဆရာရဲ့ဥကုမလောင်ပါလေကောင်းပါလေစစ်စင်ရေးစပြီအဲ့ဒါဘာလုပ်တာလဲဆရာရုပ်ဖြတ်လိုက်ဟာစားတယ်ကွာကြီးလားမင်းမစားတူဟိုမှာပြန်လာဘေးမှာခါဆောင်နေဟာရ
ကိုကိုဘာလဲနေစမ်းပါဟဲ့ကိုနေစမ်းပါဆိုကိုနေစမ်းပါဆိုကိုတော့ပြေတိုးလေပြေကဲစားတဲ့လူတွေလည်းအရသာရှိရှိစားအောင်ကျမ်းမိုက်နဲ့လည်းညီညွတ်အောင်တန်းတန်းရှင်းရှင်းတော့လုပ်ကြဟေ့နော်အေးကဲမွားရဦးလေးတို့လေဟိုသတို့တိတာတပည့်တို့ဝေတဲ့အခါမှာလောလောငါဖြစ်တော့စီစဉ်တော့ကြတယ်ဝေနေတဲ့မလောမငါဖြစ်မှာဆိုးလို့ဟေးစိတ်ချပါဦးလေးဟာလောက်တာတော့ပြောမနေနဲ့ဒီဘက်ရွာတယ်မကဘူးဟိုဘက်ရွာလူတွေအကျွေးလို့ရသေးတယ်ဒါမျိုးမှဒါမျိုးအလားကျွေးမဘူးနော်အဝအကျွေးကျတယ်ရောဟာကျဘာနဲ့လို့ပါလားဘာကိစ္စရှိလို့လဲဘာနဲ့ပြောမှဆိုရင်ဗျာစီကန်းတကြဥပဒေနီလန်းအရာပြောရမယ်ဆိုရင်ကဲလူရင်းကိုပြောကွာဘာပြောချင်တာလဲကျွန်တော်လူရင်းကိုပဲပြောပါမယ်ခင်ဗျာအခုဥကြံတို့လုံနေတဲ့အလုပ်တွေဟာတဲ့ရွေးကောက်ပွဲဥပဒေနီလန်းအရာဆိုလို့ရှိရင်ဒါဘောင်မဝင်မှုဖြစ်နေပါတယ်ဆိုပြီးတော့ဒီဘက်ဖွဲ့ပြောလို့ပါခင်ဗျာအဲ့ဒါကိုကျွန်တော်တင်ပြတာပါဘာလဲဒီသမောင်ကျုပ်တို့ကဘာတွေလုပ်နေလို့ရွေးကောက်ပွဲစီးမင်းနဲ့ဘောင်မဝင်ရတာလဲအဲ့ဒါနားလည်ပြောသမှာတစုံတရာလက်လာဘာတွေကိုအသုံးပြုပြီးတော့စီယုံရင်မစင်းရလို့ရွေးကောက်ပွဲဥပဒေမှာလေစီကံစီမြင့်နဲ့မပါရလေဘာတော့ဘာဖြစ်လဲခုနဘာဆိုင်လို့လဲဘာမှလည်းမဆိုင်ဘူးလေဆိုင်တာပေါ့ဒီအစားအသောက်တွေကိုလေလက်လာဘာဖြစ်အသုံးပြုပြီးတော့စီယုံရင်စင်းတယ်လို့ဘာမဝင်ဘူးလို့ပြောတာအဲ့ဒါပါဟောလိုက်တာရှင်းပြဒီသမောင်ခင်ဗျားတို့ကဗုဒ္ဓဘာသာတွေမဟုတ်ဘူးလားဟမ်ရှင်လူကြီးဖြစ်ပြီးအသက်ကြီးပြီးဘာလို့ဒီလိုဘေးကုန်းမျိုးကိုမေးရတာလဲဒီမှာကျမတို့ဆိုတာဗုဒ္ဓဘာသာလူမျိုးစစ်ရွာလူတွေမှာထိတ်ဆုံးကနေပထမဦးဆုံးလူနေတန်းနေတာရှင်းမျက်လုံးကြီးမမြင်ဘူးလားဟုတ်တယ်အများနဲ့လူတာခုမှအကြီးကျယ်ထပြီးလူတာမဟုတ်ဘူးချက်ချင်းဟုတ်ပါခင်ဗျားတို့မြင်ရင်သိတယ်လှူဘူးတယ်ဆိုလို့ရှိရင်ကျတို့ဘာလုံးနေလဲဆိုတာလေခင်ဗျားတို့မြင်သိရမှာပေါ့ဒါအလှူလုံးမလို့စရုတိတာကျွေးမလို့ချက်ပြုတ်နေတာဒီမှာစရုတိတာအလှူဆိုတာဘသူမဆိုလှူခွင့်ရှိသလိုဘသူမဆိုစားခွင့်ရှိတယ်ဟုတ်ကဲ့နော်မှတ်သားထားပါခင်ဗျားတို့ကဘာမဝင်ဘူးဆိုတော့ခင်ဗျားတို့တော့ခက်တာပဲဗျာမခက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရှင်တို့ကဒီလိုအလှူဒါနမျိုးတခါမှလုပ်တာမတွေ့ဘူးလေအခုဒီတခါပဲလုပ်တာတွေ့ဘူးလို့ကျမတို့ကလာပြောတာချက်ချင်းထားလိုက်တာဒုက္ခပါပဲကွာရွေးကောက်ပွဲစီးမြင်ဥပဒေတမ်းမှာအလူမလုံးအားဆိုတာဗာထက်ထရမလို့ဖြစ်နေဘူးဝေးပါဒါစီနော်ရောက်ဒါစီနော်ဒါနတ်တုတ်တာစရုတိတာလှူပါရှင်စစ်မှန်တဲ့စေတနာနဲ့လှူတာပါကုသိုလ်လိုချင်လို့လှူတာပါရောက်တယောက်ကိုတပူးစီပဲနော်တယောက်ကိုတပူးစီဒါလေးယူပါပြောလိုက်ဦးလေဟုတ်ပါလေဒါလေးတင်ပါလေတပူးလေးနဲ့စကားယူပါရှင်ဟုတ်ပါနော်နော်လေးကျမတော်ပဲနော်ဒီမှာကျမတော်နော်ရောက်လာလေးပြမြင်တော့ဒီမှာလူတွေတော့ငါတို့စောင့်နေကြပြီကွာလာသင်္ကြန်လာစမ်းပါမင်းတို့ကလည်းဟာဝိုင်းတော့ပန်းရွှေတယ်ခင်ဗျားတို့ဘာလုပ်လို့ရလဲဒါဟင်ပြလိုက်စစ်မှန်တဲ့စေတနာနဲ့စတုတိတာကျွေးနေတာပါရှင်ခင်ဗျားဗျာမနေ့တုန်းကကြတော့လေကျုပ်တို့လာကြည့်ပြီးတော့ဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောတယ်အခုကျတော့ခင်ဗျားကကျုပ်တို့ရဲ့ idea ကိုအတုခိုးပြီးတော့ဒီနေရာမှာကျုပ်တို့တဲ့ဥအောင်လာပြီးတော့အလူလုပ်နေတယ်ဟဟလားဟင်ခင်ဗျားတော့ရုံးမှာပါလားဟုတ်တယ်ဟဲဥချန်နိုင်အောင်ရဲ့ကိုဂုံသိတ်ခေါင်မှမထောက်ကြည်စမ်းငါ့ကိုကက်လောင်ရန်တွေတွေ့နေလိုက်တာခင်ဗျားတို့ဟုတ်မှာမဟုတ်တယ်မရှက်ဘူးလားမသိဘူးနော်ဒီမှာရှင်ဗုဒ္ဓဘာသာမဟုတ်ဘူးလားဒီမှာစတုရိသာဆိုတာဘယ်သူမဆိုကျွေးပိုင်ခွင့်ရှိတယ်ဘယ်သူမဆိုစားပိုင်ခွင့်ရှိတယ်ရှင်ဒီသက်ဒီရွယ်ရောက်နေပြီဒါလေးတော့မသိဘူးလားပါဒီစကားတွေငါကြားဘူးသလိုပဲနော်ကြားဖို့ဦးလေးမနဲ့ကပြောခဲ့တဲ့စကားတွေလေဟုတ်တာလေခင်ဗျာကြည့်ပါဦးကွာမြေမကောင်း
မင်းပြောတော့လေစေနာပိုင်အစားတောင်ဆေးဖြစ်တယ်ဆို တဲ့လေဒေါ်လေးကလေဟိုတမို့လေစားရဘာမှဖြစ်တာ ဘာမှသာမရှိဘူးဆိုတော့အကုန်လုံးဘလို့ပလက်လန်ကုန်ပြီနော်ကြည့်ကြတယ်လုံးကြောင်ငါတို့သိချင်တာပဲ တေချေ ရှင် နင်ဘလို့ချက်လိုက်တာလေဟဲ့ ဦးနေပဲချက်လိုက်တာကိုကျန်ရဲ့ ဦးငါချက်တော့ငါတူကြပါလုတ်လိုက်ဦးမနင်ကိုနင်ချက်တဲ့အချိန်မှာဟိုဘာမြအမှားပါတော့လဲလို့ပြောနေတာ ဟိုမပါပါဘူးဒီတိုင်းပဲချက်လိုက်တာပါဟိုငါတလောက်ပေါင်းကြည့်ပဲဆိုရင်ဘာမှမဖြစ်ဘူးလေကျမတို့လည်းစားတာပဲမလား ဟိုရုပ်တာပဲငါတို့လည်းစားတယ်စားတယ် အခုဟာကျမတို့ဘက်ကတွေဟိုဘက်ကတွေရောစားလို့ခုလိုဖြစ်တာ ဘက်ကချက်တာမတန်တာဖြစ်ပဲ တို့ရပတ်တဲ့ဟာတွေပဲမိမတွေဖြစ်ပြီးတော့ သူမလို့ကျွေးတာကြီးပဲစားလို့ရှင်တော့တော်တော်မဖြစ်နိုင်ပါဘူးဟိုဘက်ကကျွေးတာကြီးပဲရောစားလို့ဖြစ်နိုင်နေမှာပေါ့တော်လေးကလေဒါလည်းဖြစ်နိုင်တာပဲဒါပေမဲ့ငါတို့ကကြားရနေငယ်ဖြစ်တယ်ဟုတ်တယ်အေးလို့မနေနဲ့ကိုဖိချစ်ချက်တာလဲဘာဒီပါတော့မသိတာ ကြားရတဲ့ခံပြပါမှာဗျာအကုန်လုံးစားကြတာပဲလေမိုင်းတော့အဲ့လိုစားလို့ ရှင်းစပိတာစပိတာမင်းတို့ကတော့ကွာနော်ဒီလောက်ရာသီဥတုပူရင်းနေတဲ့အချိန်ကြီးများငါတလောက်ပေါင်းတယ်အုံးတမင်အပြိုင်ကျွေးရတယ်လို့ကြားဘူးပေါ့မင်းတို့စီးရုံတာအကြောင်းမဟုတ်ဘူးကလူရွာသူရွာသားတွေအကုန်လုံးဒုက္ခရောက်ဟမ်အဲ့ဒီထဲကနေပြီးတော့မြို့ဆေးရုံကိုပို့တဲ့လူကိုအချိန်မီရောက်အောင်ပို့ပေးဒီတယောက်များဖိတ်တဲ့စင်နဲ့အတန်ကြားလို့ရတော့ကွာမင်းတို့နှစ်ဖွဲ့စလုံးအချုံထဲရောက်နေမှာတိလား ဟာတို့မဘလို့မှတော့မအောင်မင်းနဲ့ငါအဲ့ဒီဥက္ခရာလည်းမဖြစ်ချင်တော့ပါဘူးညီအဲ့ဒီကိစ္စယူဆက်မလုပ်ပါနဲ့ငါအေးချမ်းသာသာရနေပြရစီ ဒေါ်လေးကလေဘာဖြစ်လို့ဒေါ်လေးဥက္ကဋ္ဌမဖြစ်ချင်ရမှာလဲမဖြစ်ချင်တော့မဖြစ်ချင်လို့မရဘူးမဖြစ်လို့လည်းမရဘူးမလုပ်လို့လည်းမရဘူးထင်လည်းဖြစ်ရမလုပ်လည်းလုပ်ရမယ်ဒီမှာဒီရွာမှာဒေါ်လေးရောဥက္ကဋ္ဌဖြစ်ရမှာဒေါ်လေးယောက်ကအုံယုံဟာဘာလဲအုံယုံဆိုတာအိုးဥက္ကဋ္ဌဖြစ်မယ်ရုပ်ရည်ယူပကအရေးချင်းအရောင်ပြည့်စုံတဲ့ဒီနှစ်ဖူးရဲ့ဒူးရဲ့အကုန်လုံးတကယ်ဥက္ကဋ္ဌဖြစ်မယ်ရုပ်ပါဒေါ်လေးရဲ့ဒူးလေးကလေအခုကိစ္စကလေဟိုတူမလေးတို့ဘက်ကကြီးပဲလေဟိုရှုံးတာမဟုတ်ဘူးလေသူတို့ပဲလည်းရှုံးတာပဲလေကိုဘက်ကကြီးပဲခါရတာမဟုတ်သူ့ဘက်ကလည်းခံရတာပဲဟောပြောမဆိုလို့ရှိရင်တရေဖို့တော်လေးရဲ့ဒီခါကြလို့ရှိရင်လေဟိုတူမလေးကလေဟိုတရေမဖြစ်စေရဘူးလုံးဝကိုယ့်ဘက်ကအပြက်အသက်အနိုင်ရမယ်နီးလားအခုနီးရှာထားပြီးသားတူမလေးယုံကြည်တဲ့အာကုလိုက်စိတ်ချလိုက်စမ်းပါတော်လေးနော်ဒီတော့ဘလို့နီးလမ်းများနေရှာထားတာငါပြောသမောင်းတို့လေးကလေအခုနီးလမ်းကစီးအောင်မဟုတ်တော့ဘူးဥက္ကရာယာဒူအတွက်ပူဇော်တဲ့အောင်ကိုလုံးရှိ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 ဦးလေးဝတ်တာဗျာဟောဝတ်တာဗျာလေဦးလေးကိုထောက်ခံတဲ့လူတွေဒီလောက်တော့များတာဦးလေးကဝတ်တာဗျာ အဲ့ဒါဆိုတော့ဖိလေပါတိုက်လေပါကွာ တော်တယ်မတော်တယ် ဘယ်နဲ့ဝမ်းသာမှာတော့အလိုမရှိလို့ဟောနေတာငါ့ကိုစာနာပြနေတာလေအလိုမရှိနေတာကွာဟောဒုက္ခပဲကွာရွှေကောက်ပဲနီးပါပြီဆိုပါဘယ်လိုကြမလဲငါတို့ဘယ်လိုမလဲ ဩဦးလေးအေးစီးနေစမ်းပါအဲ့လိုလေစိတ်ကူပူမနေနဲ့တူလေးတရားလို့ရှိတယ်ခင်ပေါင်ဘွားနော်ဘာမှစိတ်ပူနေမလေးတော့ပြစနေနာလေ လူတော့ကွာမင်းအာကုမနော် စိတ်ချခဏလေးလူအယောက်20ဟုတ်တယ်တယောက်6000နော်ဟုတ်တယ်လေအဲ့တော့အားလုံး3000ဟုတ်တယ်နော်ပြောတာခောက်တာဒါတစ်သိန်းရိုက်နော်ဒါတစ်သိန်းနော်အေးဒါလေးဟုတ်တယ်နော်ဟေးခမဒီဟာပတ်စံပြည့်တယ်နော်အပြည့်လေရီးမနေတော့ကျုပ်မကြီးတော့မကြီးနဲ့အချိန်မရဘူးတော့မကြီးတော့ဒီလိုဟိုလေခင်ဗျားပွဲကားဆိုတော့ဟုတ်ရောအေးပါပွဲကား2000ယူထားလိုက်ဒီဟာတော့ကျုပ်ဟိုဟာကိုရှင်းလိုက်မယ်အေးရှင်းလိုက်သွားโอเคသွားဥက္ကရာယာဒူအတွက်ပူဇော်တဲ့အောင်ကိုမောင်မောဦးလေဟေးပေးယူနေတယ်တော်တော်အဆင်ပြေနေတာဟာဇရားတွေရွှေ့နေဗော ဇရားရွှေ့တာတော့ဟုတ်ပါဘူးကွာငါ့ကိုအကူညီတောင်းလို့ငါအကူညီပေးနေတာပါ ဘာအကူညီပေးရလဲဘာအကူညီပေးရလဲ ဒေါ်ပန်းရွှေတင်ကွာဒါမျိုးဆန္ဒပြခြင်းနဲ့တဲ့စီစဉ်ပေးပါဆိုလို့ငါဟိုဘက်ရွာလူတွေကိုခေါ်ပြီးတော့ဒါအဲ့ငါစီစဉ်ပေးလိုက်ရတာအကူညီပေးတာပါဒါပါဘာဟုတ်ပါဘူးဒေါ်လေးဟေးခဏဘာဖြစ်လဲဟိုမှာလူတွေအများကြီးပဲတော့ခြံထဲဝင်လာကြတာ ဖဲရလေဖဲဆိုင်ဘုတ်တွေနဲ့လက်ထဲမှာဘာတွေတော့ ဘာလာလို့တာလဲမသိဘူး နင်မသိဘူးလား အော်ဟောတူမသတိရပြီအဲ့ဒါတူမငားထားတဲ့လူတွေနဲ့တူတယ်ဟိုအင်းရှိမလေးစာနာတော်ပြီးဖော်ထုတ်ပြီးသွားလို့တူမလေးကိုပြန်ပြီးဝင်လို့စတာဖြစ်ရမယ် အော်နင်ပြောရ ဟုတ်တယ်မင်းရပြောထားတယ်လေ သိပါပြီဟဲ့သူတို့ကြည့်ရတာပင်ပန်းလာတဲ့ပုံပဲတခုကြွေးအောင်လေ အော်အားလုံးပဲပင်ပန်းလာကြတဲ့တူတယ်ထဲဝင်ပြီးနားပါအောင်တခုသုံးဆောင်ပါအောင်ရှင်
မနာတော့ပါဘူးဟိုမတုံးလည်းမတုံးဆောင်တော့ဘူးကျွန်တော်တို့ကပြီးရွာပြန်မှမို့လို့ဗျာနော်လုံးဆက်ဆက်လုပ်ကြနမိတ်မားနေလေမမပါဘူးဗျာဥက္ကရာယာတူတဲ့ဒေါ်ပန်းကျွေးနေရောဥက္ကရာယာတူတဲ့ဒေါ်ပန်းကျွေးနေရောဟုတ်ပါနေကြအောင်ခဏနေကြအောင်ဒုက္ခပါပဲမားနေပြီအဲ့ဒါဒီအိမ်ချက်မှာလာအောင်မှာမဟုတ်ဟိုဘက်အိမ်ချက်မှာသွားအောင်မှာဒီလေဟိုဘက်မှာအော်ခဲ့ပြီဗျဟိုဘက်ကပတ်စံနဲ့ပြန်ငါလို့ဒီမှာလာအော်တာဥက္ကရာယာတူတဲ့ဒေါ်ပန်းကျွေးနေကိုဥက္ကရာယာတူတဲ့ဒေါ်ပန်းကျွေးနေရောဥက္ကရာယာတူတဲ့ဒေါ်ပန်းကျွေးနေရောဥက္ကရာယာတူတဲ့ဒေါ်ပန်းကျွေးနေကိုဒီမှာဥကြံတိုင်းအောင်ရှင့်ကိုရှင်ကြံတိုင်းအောင်မယ်လို့များထင်နေသလားဟမ်ရှင်ကဒီလူတွေကိုပတ်စံပေးခိုင်းပြီးကျမအိမ်ရှင်းမှာလာပြီးဆန္ဒပြခိုင်းနေပေါ့ဒီမှာရှင့်ကိုလေရဲစခန်းသွားတိုင်ပြီးဖမ်းခိုင်းမယ်ဟုတ်တယ်ဒီမှာဒေါ်ရွှေပန်းတင်ဘာရွှေပန်းတင်လဲပန်းရွှေတင်ဒီမှာပန်းရွှေတင်ညီရဖမ်းခိုင်းမယ်ဆိုလို့ရှိရင်လေညီမလိုက်ဖမ်းခံရမှာသိလားဘာဖြစ်လို့လဲဟင်ဘာဖြစ်လို့မေးလိုက်ပါဦးခမည်းကဒီအုပ်စုကိုအရင်ဆုံးပတ်စံပေးခါပြီးတော့ကျိုးတို့အိမ်မှာဆန္ဒပြခိုင်းတာလေမှန်ဟုတ်လားပြောဟဲ့တူမကြီးရဲ့ကြည်စမ်းမအောင် तू ကလေ तू ကြံတိုင်းမအောင်နိုင်နဲ့လေစကားတွေကိုလက်လွတ်စပဲပေါက်လို့ပဲစားတွေပြောနေလိုက်တာတတ်တယ်မရှိဘဲနဲ့မဆွဆွဲနဲ့နော်ပါကြကြကြောသွားမယ်ရှုပ်လို့လေတတ်တယ်မရှိဘဲနဲ့ဘသူကဆွဆွဲမှလဲတော်လေးရဲ့ဟာပဲရမယ်ဒီမှာတတ်စီလေးဥပနှစ်ကြီးတယောက်လုံးအရှင်လက်ရှိတယ်ဟုတ်တယ်ဥပနှစ်ကြီးကဒီလူတွေအကုန်လုံးတယောက်6000နှုန်းနဲ့ပတ်စံရှင်းတဲ့ချိန်မှာကျွန်တော်နဲ့ပပင်းကြီးတိုးတာဒေါ်လေးတို့က6000နဲ့ငှားရတာနော်ကျွန်တော်တို့ကရွာပြန်ကန်ကြီးမလို့တဲ့3000ပဲပေးရတယ်ကျွန်တော်တို့ကပိုတန်တယ်တော်တိုင်းဝင်နင်းကိုခင်မောင်ဘောကတဝက်ဈေးနဲ့လှုပ်သွားပြီဘယ်လိုလုပ်ကြမလဲငါလည်းနင်းနဲ့ကျမပဲလှုပ်ခါတော့တယ်နင်းယောက်ျားတစ်ယောက်ဖြစ်ပြီးမိန်းမနဲ့အပြည့်ရိုက်လို့ဆရာလားဟဲ့ခင်မောင်ကွာရဲ့အော်တခါတလေကောင်းတယ်လေလောက်ရမှာပေါ့ဟဲ့ဘာဖြစ်တော့လဲမင်းကဘေးတော့လေအခုကျွန်တော်ပိန်းနေကုန်းရွာပါခင်ဗျာအခုတည်းကကြံတိုင်းအောင်တို့အိမ်ရှိမှာဆန္ဒဖော်ထုတ်နေတာမင်းတို့ဖွဲ့လားဟုတ်ပါတယ်ခင်ဗျာအတူခိုင်းလို့လေအဲ့ဒါလေးဟိုဒေါ်ပန်းရွှေတင်တို့ကပတ်စံပေးခိုင်းလို့လောက်တာပါအခုဒီမှာဆန္ဒဖော်ထုတ်တာရောဘသူခိုင်းတာလဲအဲ့ဒါလေးဟိုဦးကြံတိုင်းအောင်တို့ကပတ်စံပေးလို့လောက်တာပါခိုင်းတာခွင့်ပြုမိတ်မရှိပဲဆန္ဒဖော်ထုတ်လို့မရဘူးကွာဒီဘက်မှာမင်းကကောင်းဆောင်ဟုတ်ကဲ့ပါကောင်းဆောင်ဖြစ်တဲ့မင်းရောပတ်စံပေးပြီးခိုင်းတဲ့နှစ်ဖွဲ့လုံးစကန်ခဏလိုက်ခဲ့ပါဟာကိုကြမှာရှင်းကြတော့ကဲလာတော့မယ်လားတော်လိုက်ဝင်လာပါလေကျစကလည်းအဖိုးတကြီးဘတ်ရဲ့မြီးဘတ်နေဆိုတဲ့ငါကနာမည်တစ်လုံးနဲ့အလကားကောင်မဟုတ်ဘူးဆိုတာတော့မင်းတို့သိကြရမလားဟမ်သိပါပြီကိုဘတ်နေရဲ့သိပါပြီဗျာကိုဘတ်နေတို့ပိုင်လိုက်ပုံများအကုန်လုံးလဲထွက်သွားတာပဲဒါတော့အများကြီးရွှေ့တာမဟုတ်ဘူးနော်တကွက်ထဲပဲရွှေ့လိုက်တာအဲ့တကွက်ကလေးရွှေ့လိုက်တာနဲ့တင်ဥက္ကဋ္ဌလောင်း2ယောက်စလုံးရဲစခန်းရောက်သွားတာနော်ဟုတ်တယ်လူကြီးတွေအလိုက်ကောင်းလို့နှမို့ဆိုရင်အေးစေးအထဲထဲမှာနှက်နေလိုက်တော့ပဲဥပနေတို့ကတော့တားရတယ်ဗျာသူများတွေအမှုပွင့်နေတဲ့အချိန်မှာသူကတော့အေးစေးပဲဟေ့အဲ့ဒါမင်းကလူကနတ်မယ်လေကွာဒါအထာကြတယ်လို့ခေါ်တယ်နော်မင်းအခုငါရွှေ့လိုက်တဲ့အကွက်ကိုကြည့်လိုက်အောင်လေနှစ်ဖက်စလုံးကငါအကျိုးဆောင်ပေးထားတာငါစေနာနဲ့အကျိုးဆောင်ပေးလို့လားမသိဘူးအကုန်လုံးဒုက္ခတွေရောက်ကုန်ကြအောင်ပိုက်ဆံလေးရသေးတယ်ဘလောက်ထားကြလဲတကြီးမျိုးရောပြီးသားပါတယ်ဥပနေရဲ့သူများတဲ့ယာတို့လူနေတဲ့အချိန်မှာယာတို့ကိုမမတ်ပဲနဲ့အခုလိုနေနိုင်တယ်ဆိုတော့မကျွန်တော်ကအထင်ကြီးနေတာဗျာဒီဘာတွေစွတ်ပြီးအထင်ကြီးနေမသိဘူးမင်းဘာမှမသိဘဲနဲ့မင်းရှောက်ပြောနေတယ်မင်းထင်တာမှားနေတယ်နော်ငါအဖိုးငါအဖေလက်ထက်ကလေးကဒီရွာတွေဒီရက်ကွက်တွေကိုအုပ်ချုပ်လာခဲ့တာမင်းကလည်းအဲ့ဒီအရာကငါသိတာဗောကွာသိတာဗောဒီမဲ့သိပြီးတော့အုပ်ချုပ်ချင်တာသိပြီးတော့ကိုအဲ့ဒီနေရာကိုမတ်တာဟေးအခုအချိန်နေရလေငါဘဝသူတို့နဲ့လုံးဝကိုမရှင်နိုင်တဲ့အနေအထားမျိုးဖြစ်နေလို့ငါငြိမ်းနေရတာဟာငါဆိုတဲ့ကောင်ကလေငါတော့မတော်ဘူးလို့ငါထင်တဲ့ကောင်ဘယ်နဲ့ကွာရက်ရွာအုပ်ချုပ်တဲ့အလုပ်လုံးမဲ့လူတွေကတယောက်နဲ့တယောက်အတ္တတွေမာနတွေပြိုင်းနေကြအရက်အရွာကြားလို့တော့မသိတော့ဘူးဒီကြားတဲ့ပို့ဆိုတာရုံရခေါက်ရဆိုတော့ကပုံမစိုးကုန်ဘူးလားဟမ်အေးတို့ရွာကလည်းပဲလေတဖြည်းဖြည်းနဲ့နာမည်ပြတ်လာပြီမင်းတော့မရှက်ပေမဲ့တို့လူကြီးတွေရှက်တယ်နားလေလားကျွန်တော်မှားပါတယ်ဗျာနောက်ကိုအဲ့လိုမဖြစ်စေရပါဘူး
ကိုရက်ကိုရွာနာမည်ပြက်မဲ့ကိစ္စမျိုးကိုလေနောက်ထပ်မလုပ်တော့ပါဘူး ကျမလည်းတောင်းပန်ပါတယ်ကျမတို့ကြောင့်ရွာရောရွာလူကြီးတွေရောခုလိုမျက်နှာပြက်ရမျက်နှာငယ်ရဖြစ်ရတာတကယ်ကိုစိတ်မကောင်းပါဘူးနောက်ဘယ်တော့မှမဖြစ်စေရပါဘူးလို့ကတိပေးပါတယ် ဟုတ်ပါပြီထားပါတော့အေးတို့တွေဆက်ပြီးတော့ပြီးတဲ့ဥစ္စာတွေလည်းပြီးသွားပြီမဟုတ်လားမဲဆွဲတာတွေစီးရုံတာတွေလုံးမနေကြနဲ့တော့နော်ဘသူဥက္ကဋ္ဌဖြစ်တဲ့နေဆိုတဲ့ဥစ္စာကိုရွာနေသူကသူရွေးတင်လိုက်မယ်တရက်နေ့နေလို့ရှိရင်တို့မဲပေးတဲ့ကိစ္စလေးကိုပြန်ပြီးတော့လုပ်မယ်ကဲသဘောတူကြလိုက်တူပါတယ်နေဦးကအရေးကြီးတဲ့ကိစ္စပြောစရာရှိသေးတယ်ဆရာတော်မှားလိုက်တယ်တို့နေ့စဉ်နေ့တိုင်းကျင်းပနေတဲ့ကထိန်ပွဲအဲ့ဒါကိုလူပြိုကလာသားတွေကလည်းပဲဒုဘဝိုင်းနဲ့မိန်းကလေးအပြိုတွေကလည်းပဲအိုးစီဝိုင်းနေနဲ့တေးသေးချာချာတီးလုံးတိုက်ထားကြနော်ခါတိုင်းနေ့တွေလိုပဲချစ်ချစ်ခင်ခင်စီးစီးလုံးလုံးနဲ့ညီညီညွတ်ညွတ်ရရေးရွာရေးကိစ္စကိုပြန်ပြီးတော့လှုပ်ဖို့ဆိုပြီးဆရာတော်မှားလိုက်တယ်ကြားလိုက်စိတ်ချပါအစင်းနဲ့လှုပ်ထားပါမယ် ရရွာအုပ်ချုပ်တဲ့သူဆိုတာကိုယ်စိတ်ကအေးချမ်းမှရရွာလည်းအေးချမ်းမှာပေါ့ကိုယ်တိုင်တရားရှိမှရရွာမှာတရားဥပဒေစိုးမိုးရေးဖြစ်လာမယ်လေ ဟုံမုံပြောရလဲမှန်ပါတယ်ဗျာဒါမဲ့ပြဿနာတွေကလေတပည့်တော်မတို့ဘက်ကကြီးပဲစလို့ဖြစ်ရတာမဟုတ်ဘူးဗျာသူ့ဘက်ကိုယ်ဘက်အပြိုင်စကြရင်ကနေပြီးတော့ကြဲကြဲလေးဖြစ်ကုန်တာပါဗျာ ဩတစ်ဖက်နဲ့တစ်ဖက်အပြိုင်ဆိုင်ဖြစ်လာပြီဆိုရင်တော့ဒါတော့ပုတ်ခတ်မှုတွေတော့ရှိမှာပေါ့လောကီကိစ္စတွေဘုန်းကြီးတဲ့သဘောပေါက်ပါတယ်ဒါပေမဲ့ကိုကလူငယ်လေလူကြီးတွေမှားနေတော့ကိုထိမ့်ပေးရမှာ ဟောလေတပည့်တော်မပဲလာဆူနေတယ်ပြဿနာတွေအကုန်လုံးကတပည့်တော်မကြီးပဲကြောင့်မှမဟုတ်တာခင်မမွားကြောင့်လဲပါတာပဲဥစ္စာ လက်ကုပ်ဆိုတာနှစ်ဖက်တီးမှမြည်တယ်ဆိုတာဘုန်းကြီးနဲ့သဘောပေါက်တာပေါ့ဒါပေမဲ့အပြိုင်ဆိုင်ဖြစ်လာပြီဆိုရင်သူတို့ကိုနိုင်ညင်ကြတာပဲလေအေးတကားလေးခင်မဘွားရဲ့စိတ်ကိုဘုန်းကြီးတိတော့ပြောရမယ်ဆိုရင်အပြိုင်ဆိုင်တာဖြစ်တာတစ်ဖက်သားကို तू ကရုပ်မာတာကောက်ကျစ်တာအဲ့ဒီလိုမကောင်းစိတ်မရှိဘူးတားလိုက်မွေနင်းဆရာတော်ဖျားစီလာလား ဟုတ်တယ်ငါဆရာတော်ဖျားစီကိုစွန့်ကြိုင်လာပို့တာ ဟောအေးခါတော့မှခုနကတော့ဆရာတော်ဖျားเจ้าမော်ရောက်ခဲ့သေးတယ်ဟာ ဆရာတော်ပြောပါတယ်အော်ငါနေ့ကိုလေမေးစရာလေးရှိလို့မေးလို့ရမလား ရပါတယ်ဟာနင်းကဘာသိချင်လို့လဲနင်းကြိုက်တာမေး ဦးလေးရပဲငါရဲ့အဖေသူဟာပဲငါရဲ့အမေပေါ့ဟာ ဒီနေ့ဒီချိန်ထိလဲငါလိုချင်တာမှန်သမျှငါဖြစ်ချင်တာမှန်သမျှ ဦးလေးကအားလုံးဖြည့်ဆည်းပေးခဲ့တယ်အဲဒါကြောင့်ငါအတင်းဖြစ်စီခြင်းလို့ तू ကလှုပ်ရပါတယ်ဆိုတဲ့ပုံစံမျိုးလူတွေအမြင်မှာဖြစ်သွားအောင်ဖန်တီးပြီးတော့ရှူထားရတာပြီးတော့အဲ့ထက်ပိုပြီးအရေးကြီးတဲ့အချက်တစ်ချက်ရှိသေးတယ်ဟာ ဘာလဲ ငါလေငါနေနဲ့ဆန့်ကျင်ဘက်နေရာမှာဘလို့မှမနေနိုင်ဘူးဟာ နင်ကလည်းဟာပူရီလျှောက်ပြောနေပြန်ပါပြီဒီမှာနင်ဘာပဲပြောပြောနင်နဲ့ငါနေရလေတစ်ဖက်စီမှာပဲနေကြတာပြီးတော့ပြိုင်ဖက်တည်ငါပြောပြီးပြီနော်ဘယ်တော့မှမမြဲဘူးဆိုတာဘာလို့မမြဲတယ်လဲဆိုတော့နင်ဦးလေးဘက်ကလိုက်ပြီးတော့နေခဲ့တဲ့လူရက်တွေကြောင့်ပေါ့ ဒါပေမဲ့နေရလဲဟာငါဘာတွေမှဘယ်လောက်ထိလုပ်ခဲ့လို့လဲ ဟဲဘာတွေလုပ်ခဲ့လို့လဲဟုတ်လားနင်ကြောင့်မို့လို့လေငါတို့တူကြီးညဒုက္ခရောက်ခဲ့တဲ့ချိန်မှလည်းအများကြီးပဲလေ ကဲငါပြောပြလို့ရှင်နေရုံပါလား ပြောကြည့်လေ ငါကနင်တို့တစ်ဖက်သက်ကြီးထိုးနှက်တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူးဟာပြိုင်ဘက်တွေဆိုပေမဲ့လည်းငါအမြဲတမ်းမျှမျှတတပဲဖြစ်စေချင်တာပါငါတို့ရွာမှာဖနိုင်းနေစထောင်တော့နင်းရဲ့ဒေါ်လေးအချက်တခွဲအကျိုးနဲ့ဖြစ်နေတဲ့အချိန်ငါဦးလေးကအသာစီးရနေတဲ့အချိန်ငါဘာလုပ်ခဲ့တယ်လို့နင်းထင်တယ် နင်တကယ်ပြောနေရလား
တွေကနင်တကယ်လုတ်ခဲ့တာပေါ့ဟုတ်လား နေရလဲဟာတကယ်လုတ်ခဲ့တာမလို့ညငါပြောပြနေရပါဘောညငါတရားအောင်နောက်တစ်ခုထပ်ပြောပြမယ်ငါတို့ရွာမှာပရိသတ်ကဝယ်လုတ်တဲ့ညတော့ဟာဟဲဟုတ်အဲ့ညာတော့မိစက်ကြီးကိုဖျက်ပလိုက်တာနင်ပေါ့ဟဲအကျိုးအကြောင်းတိုက်ဆိုင်သွားလို့ဒါငါယုံလိုက်ရတာဟာနင်ကဘာနင်ကဘာဖြစ်လို့လုပ်ရတာလဲလို့ နေတဲ့ကနေမြဲချင်လို့ပေါ့ဟာတိုင်းဝင်နေရတော်လေးရဲ့ငါရဲ့ဦးလေးကိုတသက်ဖယ်ထားလိုက်စမ်းပါအဲ့နဲ့မဆိုင်ပါဘူးဟာလေနည်းနည်းမြဲချင်တယ်အခုတော့ငါပြပြထားပြီးပြီဆိုလို့ရှိရင်နင့်ပေါ်မှာထားတဲ့ငါရဲ့မြတ်တာဘယ်လောက်ကြီးရဲဆိုတော့နင်သိပါပါလို့ပါနင်းနဲ့ငါ့ကိုမြဲခွင့်လေးပေးပါနော်ဟာနင်ကလည်းအဲ့လိုချက်ချင်းလည်းငင်းလို့တော့မရဘူးလေဟာငါ့ကိုအချိန်လေးပါလေးနဲ့ပါပေးအောင်မှာပေါ့ဟာ ဒါလည်းမို့ရလဲဟာနင်ငါပြောတော့တေချာနားထောင်စမ်းပါနင်နဲ့ငါနဲ့အချိန်သိရှိတာမဟုတ်ဘူးနင်ရဲ့တော်လေးပဲဖြစ်ဖြစ်ငါရဲ့ဦးလေးပဲဖြစ်ဖြစ်ဥက္ကဋ္ဌဖြစ်ပြီဆိုတော့နင်နဲ့ငါနဲ့ဝေးကြရမှာအခုလိုအချိန်မျိုးတွေရဖို့ဆိုတော့လေလွယ်တော့တာမဟုတ်ဘူးလို့ပါငါတောင်းပန်ပါတယ်ဟာဟိုအခုဆိုလို့ရှင်ငါရဲ့စိတ်ကိုလည်းနားလည်နေပြီပဲနင့်ကိုလည်းငါနားလည်ပြီတာပဲအရေးကြီးတာငါတို့နှစ်ယောက်ကအရေးကြီးဆုံးပဲလေဟဲ့ဘသူတွေကဖြက်ဖြက်ဟာဘလို့ပဲဖြစ်ဖြစ်ငါ့ကိုရေခွင်လေးပြီးပါဟာလို့ပါတောင်းပန်ပါတယ်ဒါလေတော့ဘာလဲသူများတွေမင်းကိုမင်းရွာတွေကတရားမကောင်းပါဘူးအေးအဲ့လိုမနေစီချင်လို့ရှင်နင်ငါ့ကိုမြဲခွင့်ပေးလို့ပြောပါနင်မပြောမချင်းငါတော့လုံးဝမလုပ်ဘူးဟာနော်ပြောပါနော်ကဲနင်ကလည်းမြဲခွင့်ပေးပါနော်ပြောပါအေးပါဟိုပါမြဲမယ်တကယ်လို့ဟာတော့သိကြရနော်အေးမလို့ဆိုကိုပြောငါမြဲတော့ဟမ်ငါတော့တော့မယ်ဟောနေပါဦးဟဲ့နေဟဲ့အားရဝေးကဲနင်ဘာပြောစရာရှိလို့လဲတင်ချက်ရဲ့ငါ့ကိုဘာလို့ဒီရီခေါ်လာတာတော့ဘာလဲဆိုတော့ဒီတော့ဒီလိုလားအမှန်ပဲအမရေအော်တွေ့ကြသေးတာပေါ့အမိုက်မရဲ့ဦးလေးအပြည့်လည်းဦးလေးဒီမှာဟမ်မင်းတို့အားလုံးငါသိအောင်တခါလေးပြောလိုက်မယ်နော်မင်းတို့နောက်နေ့ရစပြီးဒီ channel မှာအကလာတိုက်စရာမလိုတော့ဘူးဟာမင်းတို့အလူခံမှာလည်းခင်မောင်ဘွားကားခွင့်မရှိတော့ဘူးငါပြောနားလဲတယ်နော်ဦးလေးခင်မောင်ဘွားမင်းနဲ့ငါတွေ့ဦးမင်းနဲ့ငါတော့စားမလို့တွားလို့ဦးလေးဖျောက်နေဟာမိုက်တဲ့ဦးလေးကတော့ကွာထိုးသားကြီးကွာနှစ်ကိုင်းကိုက်နေကြအောင်စားတယ်ကွာဦးလေးကောင်းစားတယ်ကွာငါတွေ့မယ်ဦးလေးမင်းတော်လှုပ်ရတယ်ကွာမင်းကယုံကြည်လိုက်ရတာအားကိုးလိုက်ရတာအခုတော့အားလုံးတဲရဲတုံဖြစ်ကုန်ပြီဦးလေးရောဦးလေးဘာတွေပြောနေရလဲကျွန်တော်ကဘာလုပ်နေလို့လဲမတကယ်ချင်းနဲ့အကတိုက်နေရလေဘာမှအပြစ်လုပ်ပြီလို့လဲဘာအပြစ်လုပ်ပြီလို့လဲဟဲ့လားငါလှုပ်လိုက်အောင်မယ်ပန်းရွှေတင်လေးပန်းရွှေတင်တူမဟုတ်ဆမ်းမဘူးလေတာလိုက်မလို့အဲ့တာလိုက်ဘူးနဲ့မင်းစိတ်နေတယ်ဆိုဘာမျိုးလဲလို့ဦးလေးတော့လူငယ်တပောင်ဟောပဲလေဦးလေးနားလေပေးရမှာပေါ့ကဲဦးလေးရောငယ်ရကနေထွားလာတာမဟုတ်ဘူးလားဟဲ့ကောင်ကြီးလာတာကြီးလာတာမဟုတ်ဘူးလားဦးလေးရလေမင်းတော့မနှောင်းနဲ့ဒါနောက်အောင်မရှိမဘူးနော်မင်းကအတီပြောနေတာမင်းကယုံကြည်ထားတာလေမင်းကြိုက်စရာရှာလားအဲ့ဒီမင်းမတူမနဲ့မကြိုက်ရသလားသူတို့နဲ့ကောင်နဲ့ဘလို့ချင်တယ်မင်းမသိဘူးလားကွာမင်းထဲမထားဘူးကွာမင်းကမြို့ပို့မယ်မြို့ကိုပို့မယ်ညုံပို့ခင်စကြနော်ကောင်းတယ်မင်းဘယ်ငင်းနေရတော့ငါပြောနာတော့မြမမိုးခင်စကြကိုဒီကောင်အိမ်ထဲကအိမ်ပြင်ခြံထဲကခြံပြင်လုံးဝမထွက်စီနဲ့စောင့်ကြည့်ဦးလို့ဒီပဲမရှိတော့ဦးလို့သာပိတ်တာခင်မောင်ဘွားဒါကငါခွင့်မလို့ဘူးမရဘူးမဘူးနဲ့တပွားမှမထွက်စီရဘူးတောင်းဝန်ကြည့်ပါစေနော်မင်းတောင်းဝန်ကြည့်လို့ကတော့ငါဥက္ကဋ္ဌဖြစ်မင်းအတွေ့အကြုံပဲ
ဟုတ်ကဲ့ဟာကျေပြီ 就这等一下。好，乌雷，乌雷，啊，乌雷。ရခဏရငါပြောရစီရဒီမှာညီတို့အခုအကတိုက်နေတဲ့ကိစ္စဒီခြံဝန်းထဲမှာမတိုက်နဲ့တော့တခြားနေရာသွားတိုက်ချင်နော်ငါတူမကိုလည်းအလူကန်တဲ့ထဲမှာငါမပါခိုင်းတော့ငါထွက်ခိုင်းလိုက်ပြီဘာမရတာလေငါကဘယ်သူမှအထွတ်မတက်နဲ့သွားဆိုသွားမသွားရသေးဘူးလားအကောင်လုံးပြောနော်သွားလိုက်တော့တောက်မှမကြည့်ချင်ဘူးသွားတော့ဟဲ့သွားလှဲ့ကိုမကြည့်နဲ့ဘာမှလည်းလာမပြောနဲ့တော်လေးရလေဘာဖြစ်လို့အလိုနှင်ထုတ်လိုက်တာလဲအားနာစရာကြီးဟိုပြောသမီးကရွာအလူမှာအမြဲတမ်းနှစ်တိုင်းကနေကြအောင်စားဟိုဒီနေ့လည်းကကျင်တာပေါ့လို့နှစ်တိုင်းကနေကြမှန်တယ်ဒါပေမဲ့ဒီနှစ်မကနေတော့ဘာဖြစ်လို့လဲသိလားဘာဖြစ်လို့လဲငါကသုံးမချတာပါကြီးငါကလူကဲခက်ညံ့တာညီကြီးတော့ရီးစားလို့ကျင်တယ်မှာငါမသိလိုက်ဘူးရှင်ဘာရှင်လဲဟမ်အခုမှမသိကြအောင်စောင့်နေနဲ့ညီနဲ့ခင်မဘွားဟမ်ဖလာရန်လားဆွဲလားရန်လားလုတ်နေရအောင်လေမြင်တဲ့လူကမြင်ပြောငါ့ကိုပြန်ကြတော့အခုငါနားထဲရောက်လို့ညီဘာညင်ကျင်နေလေဟာတော်လေးကလည်းတော်လေးပြောတဲ့လောက်လည်းမဟုတ်သေးပါဘူးသမီးနဲ့ခင်မဘွားနဲ့ကဘာမှမညှိစွန်းသေးပါဘူးအောင်မဒီလောက်ဖလာရန်လားလုတ်နေအောင်မညှိစွန်းဘူးဆိုညီတို့ကဘယ်လောက်ထိအခြေအနေဖြစ်မှညှိစွန်းတယ်လို့ပြောမှလဲငါ့ကိုပြောစမ်းတော်ပါတော့လေးရဲ့မပြောပါနဲ့တော့ငါလည်းမပြောချင်ဘူးအဲ့တော့မပြောစေချင်ဘူးဆိုရင်ညီကိစ္စကိုရက်တန်းရက်နော်ဒီလိုလူစားမျိုးနဲ့ငါညီကိုလုံးဝသဘောမတူနိုင်ဘူးအဲ့တော့ညီကိုငါပြောပြီးပြီရက်တန်းကရက်ရင်ရက်အေးမရက်ဘူးဆိုရင်ညီကိုငါဘာနဲ့နဲ့အများဆုံးပေးစမ်းဟာတော်လေးကလည်းအဲ့ဘာနဲ့ကြည့်တော့မယူချင်ပါဘူးမယူချင်ဆိုရင်ညီငါပြောတဲ့စကားကိုနားထောင်လိုက်လေရှေ့မနေတဲ့ဝင်အိမ်ထဲဝင်အောင်မပြီးတော့မစိုးလို့ငါလှုပ်ထလိုက်ရဟာဟဲ့ကိုမနဲ့လမ်းဝမ်းလိုက်တာဟာရှင်းမရတာလေဘာလဲဟိုရှင်းစရာကျွန်မအကူညီလေးတခုတောင်းရင်လို့အော်ဘာလဲပြောလေဘာဟိုရှင်ကူညီနိုင်မယ်လို့ကျွန်မထင်ပါတယ်အေးပြောပါပြောတခြားထွေလို့တော့မဟုတ်ပါဘူးရှင်လေအခုချိန်ကစပြီးတော့ကျွန်မတို့အိမ်ချမ်းဝင်းလေးကိုစောင့်ရှောက်ပေးပါလားရှင်ဟိုဘဲအကောင်လေးဘဲယောက်ျားတကောင်တရီးမှကျွန်မတို့ဒီ channel ကိုမဝင်လာစေနဲ့နော်ပြီးတော့အိမ်ထဲကလည်းသူ့မှာအပြင်မထွက်စေနဲ့အဲ့လောက်တော့ရှင်ကူညီနိုင်မယ်မလားဟောဒါလေးကပါလေးပါသကြီးဘတ်တဲ့မီးပတ်နဲ့ပါကျုပ်တို့မျိုးရောတရွာလုံးကိုတော့အုပ်ချုပ်လာသေးတာပဲဒီချမ်းဒီအိမ်ဒီလူလောက်ကတော့အေးစေးပဲဟိုဘာနဲ့ဒီကားလို့ရှိရင်ကျွန်မယုံကြည်အားကိုးလိုက်မယ်နော်ယုံကြည်အားကိုးငါပြောတဲ့အကြံဒါပဲမင်းဘက်ကလက်ခံမှုပဲလို့တာလက်ခံတာအရေးမကြီးဘူးအရေးကြီးတာငါအခုအိမ်ထဲကနေအိမ်ပြင်ကိုဘယ်လို့မှထွက်လို့မရဘူးငါဦးလေးရလေဟိုကောင်းဆန်ဆွဲလူကိုတွားပြီးတော့မြှောက်ပေးထားတယ်သူဥက္ကဋ္ဌဖြစ်လို့ရှိရင်တဲ့အဲ့ဒီကောင်းဆန်ကို तू ကအတွင်းအမှုရာထူးပေးမယ်တဲ့ဟိုတယောက်ကလည်းအယူဘုံမြှောက်ကွာသိတဲ့အတိုင်းပဲမျက်လုံးကသာစောင်းနေတာငါ့တခြားမှမျက်ချီပြမခံဘူးဟာရောအဲ့ဒါမင်းကောင်းတဲ့ထည့်ပြီးစဉ်းစားမနေနဲ့တော့ငါပြောတဲ့အတိုင်းကလှုပ်ဆန်းပါကွာမင်းဝင်းမဲ့တငယ်တော်ဝစ်ဆိုနေငါ့ကိုပေးလိုက်နော်ငါတာတိုင်းမွေးစီကိုရအောင်ပို့ပေးဖို့အတွက်ငါဝိုင်းစိတ်နဲ့စီစဉ်ပြီးသွားပြီအေးတာတိုင်းမွေးစီကဝစ်စုံနဲ့ဝိုင်းစီရတစ်စင်ငါမျိုးစီယူလာပေးမှာကွာဘလို့လဲမင်းပြောတာကောင်းတော့ကောင်းတယ်ဒါပေမဲ့ငါနောက်ကိုလိုက်ဖို့တာတိုင်းမွေးကလက်ခံမှာမလားကွာဟာ तू လက်ခံမှာပါကွာ तू လက်မခံလို့ရှင် तू ဘာနစ်ကိုယူရမှာပေါ့မင်းကလည်းဟုတ်တယ်မလားမင်းငါပြောတဲ့အတိုင်းကလက်ခံစမ်းပါကွာမင်းတို့နှစ်ယောက်ဒိုးဘက်ဝိုင်းနဲ့ကပြီးတော့ရွာထိပ်ကိုထွက်သွားနော်ရွာထိပ်မှာငါလူတွေစောင့်တယ်အဲ့ဒီကတစ်စစ်ဟိုစိုက်လိန်ပြီးတော့ကွာဟုတ်ပြီလားโอเคလားโอเคတယ်ပေါ့အဲ့ဆိုမင်းမမဝေးဆိုင်တော့ပြီလားတည်တယ်အချိန်မရှိဘူးနော်ဒါလည်းမွေငါပြောသလိုဒါလှုပ်ဆမ်းပါဟဲ့ဒုက္ခပါပဲဟာနင်ပြောသလိုလှုပ်ဖို့ဆိုတာလေငါနဲ့သူနဲ့ကချစ်သူရေးသားရယ်လို့လေဟိုတိတိကျကျဖြစ်သေးတာမဟုတ်ဘူးဟာပြီးတော့အဖြေပေးလိုက်တဲ့နေ့တုန်းကလည်းလေငါသူ့ကိုချစ်ပါတယ်လို့မပြောလိုက်ရအောင်ဟိုမြဲပါတယ်လို့ပဲပြောလိုက်ရတာဟာနောက်နေ့ကစပြီးသူနဲ့ငါနဲ့လည်းလုံးဝတွေ့တော့တာမဟုတ်တော့ဘူးအဲ့လိုမျိုးနဲ့ကိုငါကဘယ်လိုလုပ်ပြီးခိုးရလိုက်လို့ရမှာလဲဟာဟဲ့ဒီမှာထောင်းစံနေပါစဉ်းစားမနေနဲ့ထမဝါကိုယ်တိုင်နင့်ကိုခိုးပြပါမယ်လို့ပြောထားတာလေဟဲ့နင်တော့ဟိုဒီလျှောက်တွေးနေမယ်ဆိုလို့ရှိရင်ဘာတနစ်ကြီးနဲ့လက်ထပ်ရမှာနော်ဟာအဲ့လူမျိုးငါမျိုးချင်ပါဘူးကဲအဲ့ဆိုလို့ရှိရင်ရောက်တငယ်တော်ဝစ်စုံသွားယူသွားဒီခေါင်းလည်းမမေ့နိုင်ဘူးနော်အေးပါပါအလူကဟာဟေးဘယ်သူတွေလဲအာဩဒီဝိုင်းကအလူခံတာဦးလေးခဏစတီ
တာတိုင်းမွေနင်အတိရဲလိုက်လားနင်တို့ကပါလေတော်တော်တတ်တီကောင်းတယ်ဟုတ်လားငါ channel ကိုလာရသေးတယ်ပေါ့နင်တို့ကလေအလူကဟန်ဆောင်ရောင်တော်ပြန်နဲ့ရောလို့ပြီးတော့ငါတူကိုတွေးဖို့စ조사တာမလားဒီအချိုးတွေကိုသိလို့လေငါတူကို channel ရဲ့ channel မထွက်ခိုင်းတာနားလေလားဒီမဲ့ဒါနောက်ဆုံးဖြစ်ပါစေနော်နောက်တော့ကဒီတဲ့တရားလွန်လာလို့ရှိရင် main ကလေးတော့ပါတော့နားမလဲဘူးကြားလားကြောက်လို့ဟောတာတာဒူပါရှင်ဒီလိုလူရတဲ့ကြောင့်မနေ့ဖြန်မှာဥက္ကဋ္ဌဖြစ်ပါစေတောင်းတီဘာရင်းနေတယ်တော့မင်းကကြံနိုင်အောင်ကိုဒီလိုလာဆန်းလို့ဘယ်ရမလဲကွာငါကဒင်းတို့တဲ့လေလို့ဥက္ကဋ္ဌအလုပ်တောင်လုပ်တော့မှာကောင်းစံဗျာမင်းကဘာလို့အဲ့ဒီမင်းကလေးကိုငါချန်နေပေးဦးနာလဲသူတို့လာတော့အဲ့ကောင်မလေးမပါဘူးနော်ဘယ်လိုရောက်လာလဲမင်းမူးလို့မမြင်တော့နေမှာပေါ့ကွာအခုတော့မှအရင်က1000တောင်ထွက်နေတာသွားချန်နာကတော့ပိတ်ဟိုရှုပ်ပါတယ်မင်းချန်နာကပိတ်အေးတကားပိတ်ပြီးတော့လေခိုင်းမှာထိုင်ဆောင်နော်ဟုတ်ပါပိတ်မိုင်းရေကထိန်အလူကန်တဲ့哎，陆干嘛表？哎，哪里面哪里面？嘿，个天有个表，等一下，来了。哇，你找了什么事业岗位哈？我前天我来也得这，他这样岗位的，多你过去找他，你来快点进去，我走，快点走。你弄了不忙的，你弄啊，我原来说俺主管太阳我不，给要。哎，等下收账，比赛是不着的。OK，我那边啥比如我给他别把这路就弄不呀，收账没把那个呀。人家说我。လိုက်သွားမယ်။ဟောဘယ်နဲ့လဲရမှာလဲ။အမကြီးကကျွန်တော်ဒီမှာစောင့်အောင်မလေး။ရှင်းကိုကျွန်မသေချာမှာထားရနော်။ဘာဖြစ်လို့အဲ့ဒီခေမောင်ဘွားဆိုတဲ့အကောင်ဒီ channel ပိတ်သွင်းတာတော့။ဟာမဟုတ်ဘူးမကြီး။ဟိုအဲ့ဒီခေမောင်ဘွားမပါဘူးဆိုတာကိုကျွန်တော်ကသိလို့ channel ကိုပေးဝင်ခံတာလေ။နောက်မှဒီကောင်ကဘလူကနေဘလူရောက်လာတယ်လို့ကျွန်တော်လည်းမသိဘူး။အဲ့ဒါတွေကိုစိတ်ထဲထည့်မထားနဲ့နော်။ဘာမှစိုးရိမ်မှုတွေမရှိနဲ့တော့ကျွန်တော်ပြောပြမယ်။အပြင်ကလူအထဲကိုရောက်လာတာအရေးမကြီးဘူးအချိန်မရွေးမောင်းထုတ်လိုက်လို့ရတယ်အထဲကလူအပြင်ထွက်မသွားဘူးအရေးကြီးတယ်ဟုတ်တယ်နော်ဒီမှာမကြီးမနေ့ပြန်ကြလို့ရှိရင်ဥက္ကဋ္ဌရွေးကောက်ပွဲလေရှိသေးတယ်မကြီးကရွေးခံရမှာလေအဲ့တော့အေးစေးအနာယူဒါမှအားလုံးရဲ့ရှေ့မှာကိုကလန်းလန်းဆန်းဆန်းကြီးဖြစ်နေမှာဗောဟုတ်တယ်မလားအဲ့တော့ဒူမာလေးအတွက်ဘာမှစိုးရိမ်မနေနဲ့စိတ်ချလက်ချအနာယူသွားအဲ့တော့ရှင်ပြောတာဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ဟုတ်လည်းမဟုတ်ဘူးကျမတူမတော်ပဲစိတ်ပူနေရတာလေသူ့ကိုတော့စိတ်ချလက်ချမထားနိုင်ဘူးမကြီး ကောင်းစံကောင်းစံဗျာရောက်တယ်ကောင်းစံဗျာမင်းဘာလုပ်လို့ဒီမှာကျဲစောင့်ခင်မောင်မမရှိဘူးခင်မောင်မတို့ခန်းထဲမှာမရှိဘူးရှိပါလေမရှိပါဘူးကွာအပေါ်ထဲမှာငှက်နေပြီးငါရှာတာလာတော်ရတော့ရှာမယ်လိုက်ခဲ့ဟေးကိုမနီမရှိတော့ဘူးကိုမနီအမလေးမရှိတော့ဘူးဘာမရှိတော့တာလဲဗျာဘာမရှိမှာတာတိုင်းဝင်မရှိတော့ဘူးလို့ပြောတာဟုတ်ဗျာတာတိုင်းဝင်ဘလို့ပြင်ထွက်လို့ရမှာလေကျွန်တော်ဒီမှာတစ်ချိန်လုံးစောင့်နေတဲ့ဥစ္စာပဲအမကြီးရဲ့ရှင်စောင့်နေမယ်ရှင်ကန်းနေလို့မမြင်လိုက်တာနေမှာပေါ့အခုအပေါ်တိုင်းမှာမရှိတော့ဘယ်လိုလုပ်ကြမလဲဟုတ်ဗျာဟုတ်သေးပါဘူးအမကြီးရဲ့အမကြီးသေချာစဉ်းစားကြည့်ပါဦးဟုတ်ကဒိုးဘအဖွဲ့လာတော့မှအမကြီးရောကျွန်တော်နှစ်ယောက်စလုံးရှိနေတာပဲဥစ္စာသူထွက်သွားရင်အမကြီးမဟုတ်ရင်ကျွန်တော်တွေ့နေရမယ်လေတယောက်မဟုတ်တယောက်တွေ့ရမှာပေါ့ဟုတ်တယ်မလားဒိုးဘဝိုင်းအေးလေဟုတ်ပြီဟာကျုပ်တွေ့ရင်လွဲခဲ့တယ်ဟုတ်ကဲ့ဒီဟာမအိုးစီဝိုင်းဘက်ကိုခိုးသွားတာပဲနေမယ်အဲ့တော့ဒီမှာမနေနဲ့ကြောင်စီလောက်နေနဲ့ရှင်းအောင်စားခိုင်းတာရှင်းတော်တော်သုံးကြတယ်လူဟုတ်ကဲ့ရှင်းနော်အဲ့တော့သူ့ကိုပတ်ရှာဟုတ်ကဲ့ပါအဲ့တော့ရှင်းကရွာထဲကိုသွားလူကြီးတွေကိုခေါ်အိမ်ပေါက်စီပတ်ရှာပြီးတော့ဟိုကြံတိုင်းအောင်ဆိုတဲ့လူရဲ့အိမ်ကိုလည်းသေသေချာချာရှာမနေနဲ့ရှာကြားရနော်ဟုတ်ကြတယ်ခင်ဗျကျမလည်းရှာမယ်ရှာမယ်ပေါ့နော်အော်ကိုရှာဘယ်သွားမလဲရှာတယ်
မင်းတီလို့ချိုးမယ်ဆိုတော့ငါသိပြီးသား ရစအမလေးမောလိုက်တာတားလိုက်မွေညီငါ့ကိုတော်ဒုက္ခပေးတာပဲဟမ်ညီတော်တတ်တီကောင်ဟာလားတတ်တီကောင်ဟမ် ဝင်းခဲ့တယ်အပြင်းမထွက်ပါနဲ့လို့အတန်တန်ပြောထားတာကိုစကားနားမထောင်ဘူးခိုးထွက်ပြောင်ထွက်တဲ့ကောင်မင်းကိုတောတက်တက်ခတ်ပြီးထောင်ချတို့ထားမှဖြစ်တော့မယ်မင်းကွာဒီမှာကေမန်ဘွားမင်းကကြုံတုံပြောလိုက်အောင်မယ်မင်းကလေမင်းကောင်မလေးတာတိုင်းမို့တခါတည်းခိုးပြေးလာမှာအဲ့လိုခိုးပြေးလာတော့မှငါကအဲ့ဒီကောင်မလေးကလေငါတို့တူကြီးညက်ကိုပြူဆွဲပါတယ်ငါတို့အင်းရဲ့ပစ္စည်းတွေကိုခိုးဖို့စ조사နေပါတယ်လို့တရွာလုံးတယောက်လုံးကြံပြီးပတ်ပြောမှာအဲ့ဒါမှအဆက်တွေကွဲမယ်မင်းတို့ရွာမှာလည်းနေလို့မရတော့ဘူးနော်ညာလည်းမညာတော့ဘူးဘယ်လောက်တရားရှက်ကွဲမလဲဆိုရင်လေမင်းတို့ဒီရွာကနေထွက်ပြေးလောက်တဲ့အထိကိုဖြစ်အောင်ငါလုပ်မှာမင်းတတ်တဲ့ရှင်မြထွက်ခဲ့ကြည့်ကြားလားမထွက်နဲ့တော့နော်ထွက်ဖို့နည်းနည်းလေးမစင်းသားနဲ့မောတာမိမကြိုက်တော့မျောလိုက်ခါယောက်ျားကြိုက်တော့ဆိုင်လားတဲ့ငါတော့ဒီလိုစကားမျိုးပဲကြားဘူးလေဘယ်နဲ့ညီကြမှာဆိုင်သွားရတယ်လို့အေးညီအကောင်ငါခြံထဲကိုဆိုင်လာရဲလာကြည့်စမ်းပါနော်ဒင်းကိုလေခြံကြော်မှုပိုင်နဲ့ကျူလွန်မှုမဒိန်းမရှိတဲ့အမှုတွေမရအောင်ငါရှားကြံတရားဆွဲပြီးတော့လေဒင်းကိုတစ်သက်လုံးထောင်ထဲမထွက်တော့လုပ်ပြရကြားလားဝေါ်တာဟဲ့ညီရေချောတော့လားနားလိုက်တော့ပြီးအိတ်ဖြစ်သေးပါဘူးညီစိတ်ချတာမဟုတ်ဘူးငါလာအိတ်မယ်အခုရေသွားချောလိုက်ဦးမယ်ကြားရနော်ကျန်တယ်အေးကျန်တယ်ရောညာကြီးမိုးချုပ်ဘသူတွေလဲကွာအေးမောင်ကျန်တယ်ရောဘသူတို့တွေပါကွာကိစ္စရှိလို့အော်ဟုတ်ကဲ့လူတွေများလိုက်လဲပါကြီးဘာကိစ္စရှိလို့လဲအဲ့လိုကဟိုမင်းအိမ်မှာကိုမင်းတူခင်မောင်ဘွားရှိတာရှိတယ်ကျွန်တော်နဲ့တူအိမ်နေတာဒီမှာဦးကျန်ကျုပ်ပြောမယ်အခုရွာမှာတာတိုင်းမွေးကသူ့အိမ်မှာမရှိတော့ဘူးပျောက်နေတယ်အဲ့တော့တာတိုင်းမွေးနဲ့အတူကျွန်တော်တို့ကခင်မောင်ဘွားကိုပါရှားနေတာအဲ့တော့ရွာထဲအိမ်တွေလည်းနှံ့နေပြီနှစ်ယောက်စလုံးဘယ်မှမတွေ့ဘူးဦးကျန်ခင်ဗျအိမ်ပဲကြံတော့တယ်အဲ့ဒါကိုလာရှာတာဒီမှာလူကြီးတွေလည်းပါတယ်ခင်ဗျရှာဖို့အတွက်လက်ခံပေးပါဒီမှာအဲ့ဒီတာတိုင်းမွေးဆိုတဲ့ကောင်မလေးကိုကျုပ်ချန်နေတာဝန်ခံတာမဟုတ်ဘူးဒီအိမ်မှာကျုပ်နဲ့ကျုပ်တူနဲ့နှစ်ယောက်တည်းတူအိမ်နေတာနော်ကျုပ်ကမရှိပါဘူးလို့အာမခံထားတဲ့ကိစ္စဘာမှဝန်ရှာတဲ့အကြောင်းမရှိဘူးအမို့အဲ့လိုပြောလို့မရဘူးလေဘိုက်ပြို तू အဲ့လိုပြောတာကိုကဒါ तू အရှာမခံနိုင်လို့ဒီစကားပြောနေတာဟုတ်တယ်လေမရှိဘူးဆိုအရှာခံရေးရမှာပေါ့ဒီမှာလူကြီးတွေလည်းပါတာပဲဒီမှာဟုတ်သားပဲကွာမရှိဘူးဆိုရင်တော့အရှာခံရမှာကွာဟာရှာခြင်းတပတ်သူရှာပါရှာလို့ရတယ်ဟာလွတ်လွတ်လပ်လပ်ရှာနော်တခုတော့ရှိတယ်ဘာနဲ့ဖိတ်ကြီးမင်းတို့ပြောတဲ့တာတိုင်းမွေးကိုမတွေ့ခဲ့လို့ရှိရင်မင်းတို့နဲ့ငါနဲ့တွေ့မယ်ဟဲ့လားတွေ့ခဲ့ရင်ရောဟာတွေ့ခဲ့ဖြစ်တဲ့ပြဿနာအလုံးငါတောင်းဝင်ယူတယ်ကွာပြီးပြီအဲ့ဆိုအယောစားအမျှတယ်နော်ကဲဒါဆိုလို့ရှိရင်ဝင်ရှာကြတော့ဟုတ်ပြီပါယူကဲကိုသားလာရှာမယ်ဖိတ်ကြီးလာလိုက်ကြအေးကောင်းစံတကားလေးရှိပြီးသားအလုံးဖွင့်ပေးလိုက်ကွာဒါမျိုးလာလို့မရဘူးအမလီစောင်းများခေါင်းမှုချုံပြီးအိမ်နေလိုက်တာပြောမပြောချင်ဘူးနေစမ်းမအောင်ညီကဘာကိစ္စစောင်းခေါင်းမှုချုံပြီးအိမ်နေတာဟမ်ညီမျက်နှာကိုမပြရဲတာလားငါမျက်နှာကိုမကြည့်ချင်တဲ့သဘောလားညီမိန်းကလေးတယောက်မွေးထားတာငါတော်တော်ဒုက္ခရောက်ပါတယ်စိတ်ကုန်လိုက်တာငါဘယ်လောက်အုံနောက်ခြောက်သွားတယ်မှလဲညီပတ်ရှာတာတရွာလုံးကိုနားနေတာပဲဟဲစိတ်ပင်မလိုက်တာဟဲ့ထားစားငါတို့အိတ်ကန်ဒီအကျိုးကြီးကတ်လာတယ်စကြိုးနဲ့စထရပေးစားထားအမလီဟဲ့ထားစို့အော်ဒုက္ခပါပဲလောက်ဒီနာလေးအမလီပြင်ပန်းတာမင်းကလေးတယောက်မွေးထားတာလည်းမလွယ်ပါဘူးဟဲ့ငါ့တော့မနှိမ့်ချင်လာမလုံးနဲ့နော်ညီလက်ကြောတင်မတင်ငါအတီးဆုံးသေးသေးချာချာနှိမ့်
အမလီကောင်းတာအာပြောမယ်သာပြောတာငါတူမလက်ကျော်တော့အတော်တင်းတာညီစကြောဆွဲတာအရင်ရတဲ့ပို့ပြီးတော့တိုးတက်လာပါလားဒါပေါ့လေကြီးစားတွေပါလေတော့ရနေပြီဆိုတော့အကင်တွေကပို့ပြီးကျွမ်းကျင်လာပြီပေါ့ဒီမှာတွေ့ရောဦးကြံအခန်းထဲတွေ့တာတာတိုင်းမွေလာတာတိုင်းမွေလာဒီကြပြောဟမ်တာတိုင်းမွေဒီမှာတွေ့လားနေတာတိုင်းမွေနေဘယ်လိုငါခန်းနဲ့ရောက်နေတာလဲဟင်ဦးလေးပဲကျမအတင်းဆွဲခေါ်လာလေဟာငါကနေကိုဦးကြံခုမှခမရဘာတော့ငါကနင်းကိုတော့လုံးမနေနဲ့ခမရခုနကပြောတော့ကြတော့တာတိုင်းမွေးအဝင်းမခံပါဘူးဆိုခြံရိတ်တောင်နင်းလို့မရဘူးဆိုပြီးတော့အခု तू ကခမရခန်းထဲတွေ့လာခဲ့တာခမရဆွဲခေါ်လာခဲ့တာတဲ့ဟုတ်ပါဘူးကျုပ်ဆွဲတာကျုပ်တူကိုဆွဲခေါ်လာတာသူ့ကိုဆွဲခေါ်တာမဟုတ်ဘူးဒီမှာတာတိုင်းမွေအဲ့တော့နေဘာလို့အတမပေးတာလဲနင်းအော်ပါလားဘာလို့မအော်တာလဲနင်းအော်လိုက်ပါလားဟင်ဦးလေးတော့ပဲကျမကိုရိုင်းမလို့နဲ့မလို့နဲ့တောက်တဲ့နဲ့လေအဲ့ကျမဘယ်လိုလုပ်အော်ရဲမှာလဲလို့အိမ်ပြန်ရောက်တော့လဲဦးလေးတို့တူရင်းနေကိုကျမယူဆပါတယ်ဆိုပြီးတော့တရားဆွဲမယ်ဆိုဦးလေးပစ္စည်းတွေကိုခေါ်ရတယ်ဆိုပြီးတော့တရားဆွဲမယ်ဆိုကျမတို့နေရာကိုလည်းရက်ခွဲမယ်ဆိုအဲ့လိုတော့မှကျင်းသွားတယ်ကျမဘယ်လိုလုပ်တတ်တော့ရဲမှာလဲဟုတ်တော့ဘူးလက်ဆက်တတ်တော့ကျုပ်တို့ကတူနဲ့ဖြစ်တယ်ထင်နေတာဟမ်တူနဲ့ဖြစ်နေတာဟိုတက်ပွဲလို့တောက်မှပြောဟုတ်ပါဦးလေအဲ့လိုလည်းမဟုတ်ပါဘူးနေခဏကြီးဒီကိစ္စငါတို့မေးပေးပါမယ်ကွာကဲအမောင်ချန်နိုင်အောင်ဘယ်လိုဖြစ်ကြတာလဲပြောစမ်းပါဦးမသိတော့ဘူးဗျာဘာလဲဘယ်လိုဖြစ်ကုန်မှမသိတော့ဘူးဗျာမဟုတ်ဒါဟိုလေဘယ်လိုခေါ်မလဲတရေလို့ပြောတဲ့စကားဗျာနော်ခမရတောင်းဝင်မယူခြင်းလို့ဒီစကားပြောတာဒီမှာဦးကျန်ခမရခေါနာပြောတယ်လေငါတို့အခန်းထဲမှာတာတိုင်းမွေးကိုတွေ့လို့ရှိရင်အစားစားရဘာပြဿနာတက်တဲ့ခမရတောင်းဝင်ယူပါပဲဆိုအခုဖြစ်လာပြီလေခမရလို့အခုရှင်းမှာကျုပ်တောင်းဝင်ယူတယ်နော်တာတိုင်းမွေးညောင်းငါတောင်းဝင်ယူတယ်ဒါပေမဲ့ကျွန်တော်တို့ပြောက်တယ်ကျွန်တော်တို့ခမဝါမလဲဟင်ခမရတို့ပြောတော့တရားလုံးနှံ့နေပြီဆိုဦးသူ့ကိုတွေ့ပြီကျွန်တော်တို့ဘယ်ရောက်နေလဲကျွန်တော်ထင်တယ်ဒေါ်ပန်းရွှေတဲ့အိမ်မှာကျွန်တော်စိတ်မချဘူးကျွန်တော်တို့ဘာမှရှာပြီကျွန်တော်မှရှာပြီဟောရှာမယ်အေးနေမင်းစိတ်ကျင်တာအောင်ငါတို့သွားရှာပေးမယ်ဒါပေမဲ့မင်းတို့နှစ်ယောက်တော့လိုက်လို့မသိတော့ဘူးကွာရွာထဲမှာမင်းတို့မြင်သွားလို့ရှိရင်မျိုးဖြစ်လိမ့်မယ်အဲ့တော့သူတို့နှစ်ယောက်ကိုဓမ္မယုံခေါ်သွားအဲ့ဒီကနေစောင့်နေငါတို့ပန်းရွှေတဲ့အိမ်သွားမယ်နော်ဟုတ်လားသွားတယ်အပန်းရွှေတင်ဟဲ့ပန်းရွှေတင်ဘာဖြစ်လို့ပါလားအချိန်ပြိုးဘာဖြစ်လာတာလဲကိစ္စလေးရှိလို့ခဏလောက်ဆင်းခဲ့ပါဦးဒုက္ခပါဘာကိစ္စတွေကရှိနေလဲမသိပါဘူးဘာဖြစ်တာလဲဘာပြောရဲမထိတ်တာမလားသာရှိလိုက်တာနေပါဦးနင်းတူမတာတိုင်းမွေးအိမ်မှာရှိလားရှိတယ်လေဘာဖြစ်လို့တော့ကျမနဲ့ပဲအတူတူအိမ်နေတာအခုလောက်ဆို3တောင်နေပြီဟုတ်လားအော်ဒါနဲ့ခင်မောင်ဝါဒီယောက်ကိုဒီကိုလာသေးလားဟိုက်ပြဒါဘာစကားလဲခင်မောင်ဝါတွေ့ကြည့်သူ့အိမ်သွားရှာလေကျမအိမ်မှာဒီအကောင်ကဘာကိစ္စရှိရမှာလဲလို့ဟုတ်ပါပြီဒါဆိုလို့ရှိရင်နင်းခန်းထဲမှာအတူတူနေနဲ့အိမ်နေတဲ့ဥစ္စာနင်းတူမတာတိုင်းမွေးဆိုကျင်းသေးတယ်နော်ဒုက္ခပါပဲဘာကြီးဖြိုးရဲ့ကျမတူမအောင်ကျမမသိစီရလားအဲ့ခန္ဒီကျမဒီမှာဇက်ကြောတွေတက်နေတယ်ဆိုလို့တေးသေးချာချာလောက်နှိမ့်နေပေးသွားသေးတယ်ကဲဒါဆိုလို့ရှိရင်ဟိုခေါ်လိုက်စမ်းမနေမခေါ်ဘူးဆိုလို့ရှိရင်တော့ငါတို့တက်ရှာလိမ့်မယ်ဘာကြီးပြောရှာတာကောင်းနေပဲရှာမလားနေပါဦးဘာကိစ္စတက်ရှာမှာလဲကျမတူမအပြိုနုနုထွတ်ထွတ်လေးနော်တူမခန်းတော့အဲ့ဒါလိုလက်လက်စပဲဝင်လို့တော့မရဘူးလေဒီမှာမပန်းရွှေတင်ခမည်းတူမနုနုထွတ်ထွတ်ကလေးကဦးကြံအခန်းထဲကတွေ့လို့အခုဓမ္မယုံတော်ရောက်နေပြီကိုကနေရှင်းပေါက်လို့ပဲစားတော့မပြောနဲ့ဟောဒုက္ခပဲအဲ့ဘယ်လိုပြောရမလဲကဲအဲ့ဒါဆိုလို့ရှိရင်လည်းပဲသူတို့စိတ်ချမ်းသာသွားအောင်တက်ရှာပါစီနော်ဟုတ်လားဟုတ်ပြီသိရှာခြင်းတပတ်ဆိုရင်လည်းရှာမဟုတ်လို့ရတော့လေဘာနဲ့ဘာလဲညပါကိုလေငါတဲ့ဝါနဲ့ကောင်းကောင်းကြီးတွေ့ပြီဒါပဲလက်စုပ်လက်ကင်ပြနေသူနာအောင်မယ်ရှာဝါလားဟုတ်လားရှာဆော့စာလူဟာစားလဲကိုမသိပါကဲလေသူတို့ရှာလို့မတွေ့ဘူးဆိုတော့လည်းပြီးသွားတာပေါ့ဟာဒါပေမဲ့လို့နင်းသိအောင်တော့ပြောပြအောင်ဟုတ်အခုနဘာနဲ့ပြောသွားတဲ့အတိုင်းတော့နင်းတူမဖြစ်နေတာကျင်းသေးတယ်နော်ဟုတ်လေဘာကြီးတွေ့
ကြံတိုင်းအောင်အိမ်မှာသူ့ကိုတွေ့ခဲ့တယ် မပြစ်နိုင်တာဘာကြီးပြောရဲ့ ဘာပြောဒီမှာတွေ့ပြီ ဖြစ်ဖြစ်လို့ပေါ့နော် ဟဲ့အောင်ဒီတော့အကုန်လုံးလုံးနေရှုပ်ကုန်ဒီမှာတွေ့လာဘာပြောကဲကြည့်လိုက်တော့ ခင်မဘွားခင်မနေငါခါနေမှာဘလို့ပြပြငါနဲ့တူလာနေနေတာလေ တော်လေးပဲကျွန်တော်အတင်းဆွဲထည့်တာလေ ဘာဆွဲတယ်လို့လေမဟုတ်ဘဲနဲ့နော်ဘာလဲလာပြောနေရလဲ ဘာလို့မဟုတ်မှာလဲတော်လေးကလည်းကျွန်တော်ကနေအောင်တော်လေးအတင်းဆွဲပြီးတော့အဲ့ခန်းထဲကိုထည့်လိုက်တာလေဒါကိုပြောတာလေ ငါတူမချင်းလုံးငါထည့်မိတာလေနေကမဟုတ်ဘူးဆိုမဟုတ်ဘူးပြောလေ ကဲဒီမှာဘာမှပြောမနေနဲ့ဓမ္မအောင်ကြမှာအားလုံးရှင်းနော်အားလုံးစုံပြီးတော့အဲ့ကြမှာရှင်းမယ်အားလုံးလိုက်ခဲ့လားဟုတ်မလား ကျမအဲ့လိုမဟုတ်ဘူးလေ မင်းတို့၄ယောက်ပြောတဲ့စကားကြားရတာတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လို့တို့ရက်မှုရွာမှုအရာကတော့လက်ခံတဲ့မခံတဲ့ဆိုတာရှိသေးတယ် ဒီကိစ္စဆိုကြည့်လက်ခံလို့မဖြစ်ပါမလဲတယောက်နဲ့တော့မျက်မြင်သက်တည်ဖြစ်တာမဟုတ်ဘူးလေဘာကြီးပြောရဲ့ဘာကြီးပြောလို့လူပြတွေလည်းမြင်နေဟုတ်အားလုံးရှင်းမှာမိတာ ဟုတ်တယ်ခမရတို့နှစ်ယောက်ကလည်းဗျာဥက္ကဋ္ဌယာရုကမနေ့ပြန်မှရမှာလေဒါတောင်မှခမရတို့နှစ်ယောက်တည်းကဘယ်သူကဥက္ကဋ္ဌဖြစ်မယ်ဆိုတာအခုချိန်မှမသိရသေးဘူးဒါနဲ့များဥက္ကဋ္ဌကျင်ရတော့တော်ကောက်ဖို့အတွက်ကြိုပြီးကြံစည်နေကြတယ်ဟုတ်လားရှစ်စီကောင်းတော့ ခင်ဗျာအဲ့လောက်တည်းမပြောပါနဲ့ဗျာအခုကျုပ်ဖြစ်တာသူယူသားယူဗျာ ကျန်သွေးရသားယူဆိုကျမသွေးမရိုးသားမရိုးမဖြစ်နေဘူးလား ခုမှပြောမနေနဲ့ရှင်တို့ညော့စလို့အတူတူကြီးပဲကျမကတော့ဥကြံတဲ့အောင်ကိုလူရိုးကြီးသူတော်ကောင်းကြီးလို့ထင်ထားတာအခုတော့ကိုတူမအရွယ်လေးကိုတော့မရှောင်နဲ့တနာယူကြီးမှန်းသိရတော့ မတင်ချေရလဲဘယ်များအိပ်ပြောနေတယ်မသိဘူးအခုမှတနာယူမှန်းသိတယ်တဲ့ဒီမှာခမရသူ့ဦးလေးကြီးပြောနေတယ်ဟိုတူလုံးတဲ့အကောင်လဲအကဲခတ်လိုက်ဟိုနော်လူကလူငယ်ကြံစီတော့ကိုအတော်အရွယ်ဦးလေးရောတူရောနှကောင်စလုံးကတော့လေတက်ညီလက်ညီကိုလော်နေကြတော့တာပဲ ဒါသူ့ကိုရွယ်အပြစ်ပြောလို့မရဘူးဟိုကအကြံစီခံတဲ့ဟိုမိန်းမကြီးရတယ်အပြစ်ရှိတယ်လေ လူတို့ဘာလို့နားကြွက်ကြိုက်တာခင်ဒါအတူတူပဲ သူ့လုပ်တွေလုပ်ပေးခဲ့တာ तू ကတော့တူတူရွယ်လေးခါတာယာနေ ပြောရလိုက်တာ ကိုဖေတီရလေဗျာခင်ဗျကျုပ်စိတ်ကိုလာဆွာနေတယ်ကျုပ်ကသူ့အိမ်ကိုစောင့်ပေးတယ်ဆိုတာကိုချိုးအတွက်ကောင်းလာမလားဆိုပြီးစောင့်တာပြီးတော့မှဘယ်အကောင်ကောင်းစားဖို့အတွက်မှမသိဘူးကျုပ်ကချင်းလောင်ဆောင်ကြီးကိုဖြစ်နေတာအော်လို့မြန် ဒီတော့ဒီတူမကြောင့်ကျမတို့ရွာမိန်းကလေးတွေပတ်ဝန်းကျင်ရွာကိုမျက်နှာမပြရအောင်ဖြစ်ရပြီဘယ်လိုလုပ်ကြမလဲကျမတို့ရက်ရွာရဲ့တိတ်ခါကျမတို့ရွာသူတွေရဲ့တိတ်ခါဘယ်လိုဖြေရှင်းပေးမလဲပြောပါဦး ဟုတ်တယ်ဦးကြံတဲ့အောင်ခမည်းစကားရှိတယ်နော်တာတိုင်းမွဲကိုခမည်းအိမ်ပေါ်မှာတွေ့ဖြစ်တဲ့ပြဿနာကိုခမည်းတာဝန်ယူမယ်လို့ပြောခဲ့တာ ကျုပ်တခုပြောမယ်ကျုပ်နဲ့တတိုင်းဝင်နဲ့ဘာမှမဖြစ်ခဲ့အဲ့ဒါကျုပ်ကြည့်ပြီးပြောရတယ်နော်တတိုင်းဝင်ဒါပေမဲ့တတိုင်းဝင်ကိုကျုပ်အိမ်ထဲမှာတွေ့လို့ရှိရင်ဖြစ်တဲ့မြတ်သက်သာအားလုံးကိုတာဝန်ယူပါမယ်လို့ကျုပ်ကပြောခဲ့တဲ့စကားအရာရောတာတိုင်းဝင်ရဲ့တိတ်ခါအရာရောအားလုံးအတွက်ပါကျုပ်တတိုင်းဝင်လက်ထပ်ပါဦးလေးခုနကွာ တာတိုင်းမွေးကကောလူသဘောရ ဘာကြီးပြောမင်းနေရသေးတယ်ဗျာလက်မခံလို့ရမလားဗျာ ကမြင်းတော့ကမြင်းပြီးတော့အခုမှညင်းဖို့စ조사မနေနဲ့ ဒီတော့ဟိုကြံနိုင်အောင်နဲ့တာတိုင်းမွေးကိုတို့ရွာကနေပြီးတော့လင်မယားအဖြစ်နဲ့အသိမှတ်ပြုလိုက်ပြီပါမပန်းရွှေတင်ကရောဘလို့သဘောရ တီတော့မအောင်စိတ်တွေလည်းဆင်းရဲလာပြီ ကျွန်တော်တခုပြောပြစီဒီနေ့ဖြစ်ခဲ့တဲ့ပြဿနာတွေအားလုံးဟာကျွန်တော်တို့လူငယ်တွေရဲ့ပယောဂါကြောင့်ဖြစ်ခဲ့ရတဲ့ပြဿနာတွေပါအခုဘာမှအပြစ်မရှိတဲ့မိန်းမတစ်ယောက်ကအရှက်ရောတိတ်ခါရောလူတွေအားလုံးရဲ့အရှိမပါတော်တော်လေးကိုကြာဆင်းခဲ့ရတယ်ဒါလည်းကျွန်တော်ကြောင့်ပါပဲ
အဲ့တော့ဒေါ်ပန်းရွှေတင်ရဲ့အရှက်နဲ့တိတ်ခါအဲ့ဒါတွေကိုငဲတဲ့အနေနဲ့ကျွန်တော်ဒေါ်ပန်းရွှေတင်ကိုလက်ထပ်ပါမယ်တော်လေးကျွန်တော်တော်လေးကိုလက်ထပ်ယူပါမယ်မသိတော့တင်ပါနဲ့မဖြစ်နိုင်ပါဘူးမဖြစ်နိုင်အခုမှလားမူနေတယ်ဒုက္ခ တကယ်နဲ့တော့အိပ်ပြီးတော့ ရမပြောရရင်ကျွန်တော်မသိပဲနဲ့ ဒီမှာယူချင်းယူမယူချင်းဒီရွာမှာမနေနဲ့ရွာနာတယ် ဒီလိုလောက်ပါဟိုဒေါ်ပန်းရွှေတင်တို့တွဲကိုလည်းပဲတို့ရွာကနေပြီးတော့လင်မယားအဖြစ်နဲ့အတိမှတ်ပြုတယ်ကွာဟုတ်ပြီလားကဲရေးကြည့်တာကမနေ့ကဥက္ကဋ္ဌရွေးဝဲရရှိတယ်သူတို့နှစ်ယောက်ကလည်းပဲဘယ်နည်းနဲ့မှဝင်ပြီးတော့အရွေးခံခြင်းမှာမဟုတ်ကြတော့ဘူးဒီတော့ကဥက္ကဋ္ဌတယောက်ကလည်းမဖြစ်မနေရွေးရမှာဆိုတော့ငါအနေနဲ့ဘာနစ်ကိုယာယီဥက္ကဋ္ဌအနေနဲ့တင်မြှောက်ခြင်းတယ်ကွာဘယ်လိုသဘောရကြဘောတူပါလေဟုတ်ကဲ့အင်းမရမနေတော့ဒီသေးပြီဟေး ဟုတ်တော့ဘယ်လိုဖြစ်ရတာလဲရှင်ဘယ်လိုဖြစ်ရလဲပြောပါဦး ဘယ်လိုဖြစ်တယ်တော့မသိဘူးဒီနေ့မနေ့သူ့တပည့်ကသွားလို့အိမ်ရတယ်မှာအသက်မရှိတော့ဘူးလေတော်တော်ကြောက်ကောင်းတာပဲကွာတို့ရွာဥက္ကဋ္ဌတွေကဒီလိုနီးနေပဲတည်တယ်ဆိုတာမယုံလို့မရတော့ဘူးကိုကြောက်စရာကောင်းလာပြီဒီတဲ့ကြောက်စရာကောင်းတဲ့သတင်းရှိသေးတယ်ဦးလေးကဦးတည်သွားတဲ့ဥက္ကဋ္ဌဥပနေကြီးနေရမှာတဲ့ဦးလေးဦးချန်တဲ့အောင်နဲ့အမမပန်းရွှေတင်နှစ်ယောက်တယောက်ကိုဥက္ကဋ္ဌရွေးမှာလေဗျဒုက္ခပါပဲရှင်အကိုကြီးဒီဥက္ကဋ္ဌဆိုတာကြီးကြောင့်လေကျမတို့တွေလေမဖြစ်တဲ့နိုင်လေဖြစ်ခဲ့ရပြီးပြီမကြုံတဲ့နိုင်လေကြုံခဲ့ရပြီးပြီအဆက်တွေလေရခဲ့ပြီးပါပြီကိုကြီးရဲ့ဒီဥက္ကဋ္ဌဆိုတဲ့နေရာကြီးတော့မယူချင်ပါနဲ့တော့နော်ကိုကြီးနော်ကျုံနေနေရလဲဥက္ကဋ္ဌရာတို့ယူမလုပ်ချင်တော့ပါဘူးဗျာဒါပေမဲ့မပန်းရှူတင်ကဒီနေရာမလုပ်ဘူးဆိုရင်လုပ်ရမယ်သူကကိုကြီးပဲရှိလို့လားလေဟုတ်တယ်လေဦးလေးဦးလေးတို့စုံတွဲအရက်ကပေးစားရတဲ့စုံတွဲမလားအကယ်၍များဒါကရိုင်းရိုင်းကိစ္စအရက်ကဆုံးဖြတ်ရင်ဦးလေးရှောင်လို့မရဘူးတော့ရွာမှာဥက္ကဋ္ဌကြီးမရှိတော့ဘူးဆိုတော့တို့လေမင်းနဲ့ငါပြန်ဆောင်ရပြန်ပြီပေါ့ကွာအေးဒီတကားစုံတာအပူကြီးပြောစရာမလိုတော့ဘယ်ရှင်းမယ်ရအောင်ဟဲ့အောင်နေဟဲ့မင်းကခေါ်နေပြီခေါ်တာကိုကြားတယ်ဆရာတို့ကနှစ်ယောက်တွေ့လိုက်တိုင်းကိုအရေးချင်းပြတယ်ဆိုတော့မရှိဘူးအလကားနဲ့ဟိုက်အောင်နေဟိုက်အောင်နေဒါပဲခေါ်နေတယ်အဲ့ဒါတော့ဟုတ်တယ်ဗျကျုပ်တို့လည်းဘူးမသိပါသေးတယ်ရံဖြစ်ကြပါဦးများပြီဗျဟုတ်တယ်ဆရာဒီကိစ္စဆရာတို့ချင်းထိတ်ထိုက်ဖိုက်ပြီးတော့အဖြစ်ထုတ်သိပြီနော်ဟဲ့လေဆရာဒီကဆရာတို့နဲ့ကိုချနိုင်တဲ့လူဘက်ကကျုပ်တို့အကုန်လုံးတပတ်ခံမယ်ဗျဟုတ်တယ်ချဟာဒါဘာဖြစ်တာချဖို့လေတိတ်ကြောက်သွားကြလားတိတ်မကြောက်ပါဘူးဟာမင်းတော့တွေးကောင်းတယ်ဆိုလဲတွေးကြသေးရပါကွာမင်းနဲ့ငါနဲ့ကြောချင်းကက်မယ်ခြေလန်းသုံးလန်းလှမ်းပြီးတာနဲ့လှည့်ပြီးစခုံသဘောတူလားတူတယ်ကြိုက်တယ်တိုင်ပင်ခေါ်ပြီနော်โอเค1 2 3ဟဲ့မရိုင်းနဲ့နော်ဟဲ့မင်းမလောနဲ့မလောနဲ့လေမင်းမလောနဲ့တေချာလို့တေချာပြန်လာမြန်သွားတာမလုံးနဲ့နော်စမနော် ready 1 2 3ချော့ချီရပေးပါပါပြီနော်哦，ဆရာရဲ့ပြောတော့3လမ်းဆို33လမ်းနဲ့မားနေတယ်ဗျာဆရာကျွန်တော်ရှိတယ်နော်အပြက်လုံးနော်အပြက်ကုန်လို့ဆရာ
ဆရာမညာနဲ့တော့အပိုင်းတွဲလိုက်စရာကြောင်းအားပေးတယ်ဟုတ်ဟာဆရာအသွားပြောင်းပြန်တခြားကြည့်အောင် ဟေးရောက်နေဟိုဒါဒီလိုကိုင်းကောင်းမလားတန်းတယ်လို့ခုတ်လိုက်ဟေးနေအနောက်ဘက်ကိုလဲဘယ်ချီတော့ကစလဲရတာလဲ ဟုတ်ဘူးဗျာလဲတာအနောက်ကိုရောက်ဖို့လိုတယ်ဘလို့လဲလေဗျာ ဒီကောင်မရှိတော့မလားငါ့ကိုကြောက်ပြီးပြန်သွားပြီမလား မပြန်သေးဘူးရှိသေးတယ်လဲကြည့်လိုက်အောင်သွားခေါက်တော့လေသွားအခါခဏပစုံအရေးတဲ့ပစုံကျွတ်နေတယ်ဗျာခေါက်လိုက်စမ်းပါဆရာအသက်ခေါက်ငါ့ကောင်အသက်ခေါက်မှာဆရာပြီးတော့ခေါက်ပါကြောင်ခေါက်လိုက်တော့ချလိုက်စမ်းပါတော့ချလိုက်ပါတော့ကြာမလေးဆရာကြားရလားခေါ်တယ်တော့မတက်ဘူးကြာဆရာတာအောင်မလေးစတော့မိုးရှိနေလောက်နေတယ်တဲ့ခေါက်လိုက်ပါလားအေးရှောချတော့လက်သွားပါဗျာခေါက်မင်းသားကြောင်ပြန်ဆုံးရအောင်တော်ပြီကွာသူတို့ချတယ်တော့တို့ပြန်ပြန်မခုံနဲ့တော့ဖြည်းဖြည်းလာရအောင်အချိန်ယူနေရပေါ့မချနဲ့တော့ဗျာလိုက်ပါဗျာသွားပါဗျာမချနဲ့ဟဲ့အေးနာယူချင်းဒါနေရိုင်းသွင်းနေကွာအဲ့ဒါအပုတ်ချိန်မကောင်းဒီလိုအချိန်မှာဓာတ်တွေကြိုင်လိုက်ရင်အဲ့ဒါအပပြီးတတ်တယ်စီးွားတယ်မကောင်းဟုတ်တယ်ပြန်တွေ့မယ်ရအောင်ကြိုက်ရတယ်ချိန်ပြီးဟုတ်ပြီဒီခါတော့မညှအောင်တော့ကြိုင်လိုက်နားလိုက်တော့ကွာချိန်ကျော်သွားလို့ကွာဘယ်သွားမလို့တော်လေးတော့ဘယ်သွားမလို့လဲဟာငါတို့လားအတင်းသားနေမှာဒီနားနေတာပြောတယ်လက်ထက်မလားထုတ်တင်နဲ့ကြီးတယ်ငါ့ကိုပလေးစစ်စစ်နေပြပါပြီငါ့ကိုသာမင်းနဲ့ညှိတော့ပဲတော့သူငါတို့ကလည်းဟိုနားတယ်အမေဟိုနားတယ်ဆိုတယ်မကြည့်အောင်အထုတ်တွေနဲ့ရွေကြီးမှအကြီးကြီးတကယ်ဟုတ်ပါတယ်ကဲဘာမှဖုံးပြနေနေတော့နော်အားလုံးဘဝတူလေးဆိုတာမငွေချင်းချင်းမြင်ပါလေ ဟုတ်တယ်ဦးလေးအမှန်တမ်းပြောလို့ရှိရင်လေဥပနှစ်ကြီးဆုံးသွားတဲ့အချိန်မှာဒေါ်လေးကိုကျွန်တော်ကလေဘလို့နီးနဲ့မှဥက္ကဋ္ဌမလုပ်စေချင်တော့ဘူးငါတို့တရားမှကြောက်တာဗောဟဲ့သိတယ်ဒေါ်လေးကလည်းမလုပ်ချင်တော့ဘူးလေအဲ့ဒါကြောင့်မို့အဲ့ဥက္ကဋ္ဌရွေးပွဲပြီးတဲ့အချိန်ကြီးရွာကနေခဏရှောင်နေလို့ကျွန်တော်ထွက်လာတာဟုတ်တယ်ခင်မောင်မရဲ့ငါတို့လည်းအတူတူပဲငါလည်းလေငငယ်ရွယ်နဲ့မဟုတ်ဆုံးမတော့အဖြစ်မခံနိုင်ဘူးကိုကြီးကိုလည်းမသိစေချင်ဘူးလေသဘောပေါက်တယ်အားလုံးကဘဝတူတွေပဲအဲ့တော့ငါတို့ကအချိန်မရှိဘူးတော့ကြရွာလူတွေမြင်သွားမှဆုံးရတယ်အချိန်ရှိတော့ငါတို့ပြေးကြရအောင်ဟုတ်ရပြီနော်ပြေးကြရွာတွေလကားလကားချင်းချောင်းနေတာဟုတ်တယ်ကဲအချိန်မရှိဘူးပြေးကြလာအကိုကြီး这个一美来မင်းတို့နှစ်ယောက်ထဲကတယောက်ဥက္ကဋ္ဌလောက်အောင်ငါကွာဟဲ့ကောင်းတယ်ရက်ရွာ来ပြီ